အားလုံးအတူတကွမတရက်ပြီးမှနော်လူငယ်ကြီးပဲဆိုတော့ရှေ့ကိုတလန်းနှစ်လန်းလောက်လမ်းလာခဲ့ဖို့ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်โอเคလာခဲ့ကြပါလာခဲ့ကြပါဖခင်ရဲ့မျက်မှောက်တော်ထဲမှာအတူတကွတိုးဝင်ကြရအောင်အာမင်လာပါလာပါလာကြပါလာကြပါဒီနေရာဟာကျွန်တော်ကျမတို့ရဲ့အိမ်ပါပဲเนาะအဖဖခင်ရဲ့အိမ်တော်ကျွန်တော်ကျမတို့ရဲ့အိမ်ပါပဲရှင်းစရာမလိုဘူးဒါကြောင့်ရှေ့ကိုလမ်းလာခဲ့ဖို့ယေရှုနာမနဲ့ထပ်ခါကြိုးဆိုပါတဲ့โอเคအဲ့ဆိုမစားခင်မှာယေရှုဖခင်တကယ်ကောင်းတဲ့ကြောင့်အတူတကွဝန်ခံရအောင်ဖခင်ရှင်ကောင်းမြတ်ပါတယ်ဆိုပြီးမှသုံးချိန်ဝန်ခံရအောင်အာမင်အစဉ်တင်ဖြစ်ပြီလားโอเค1 2 3ဖခင်တကယ်ကောင်းမြတ်ပါတယ်ဖခင်ရှင်ကောင်းမြတ်ပါတယ်ဖခင်ရှင်ကောင်းမြတ်ပါတယ်အာမင်ဟာလေလုယာအာမင်ထိုကောင်းမြတ်တဲ့ဖခင်ကိုအတူတကွချီးမွမ်းကိုးကွယ်ရအောင်အာမင်
ချွေဝအောင်မယ်ဒီလောကရဲ့လည်းနောက်တစ်ခေါက်ဝန်ခံရငါတို့ကအောင်မြင်ခြင်းနဲ့ဆိုင်တဲ့တွေမင်းစီစိတ်ရှိရခြင်းမိုင်းတွေငါအောင်မြင်အောင်မယ်ငါချွေဝအောင်မယ်ဒီလောကရဲ့လည်းချိုးချောင်းတော့ပြကိုလက်ခုပ်တီးတော့ချီးမွမ်းရအောင် Hallelujah Amen Hallelujah Yeah shara la 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 Yeah la 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 Amen ကိုရိုင်းမြေမောက်တဲ့ကိုအတူတကွပြန်လဲပြီးမှတိုးဝင်ရအောင် Hallelujah Hallelujah They came there, she did. Alone, so the king let daughter, she needed. I love you to do bed. I love you to do bed. Yes, you don't die. I had kids, she did at the shandu. They came there, she did. Alone, so the king let daughter, she needed. Bloating in your man, sweat and I'm booing. I had a kid, a chick, I do. The king I go low, so show me cambu, amen. The king I go low, I take I'm a cambu. A twin is way, God I check my head to the sun. No, I did she shouldn't be alone, so Bye.
become Oh, the King I go low, what he can become The Lord in your man, sweater. Oh, hallelujah. Yeah, sha-d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 a. Oh, loneliness in the blood vessel, so. Guru had to know that, to know that I saw the one thing in my baby. Guru had to know that low was so good with things in baby. Amen. Hallelujah. The cover of I am and not in your mind. Oh, Guru don't need yeah, sha-d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 a. Oh, King I go lower, a song show my The King I go lower, a king I oh, not the cover now belongs in your mind. Hey, belongs in your mind, think I'm a sweat shine I go. Oh, put our hands together, but my get into my shit without the day. The king I am one, not so to go on fire. God, I temper that dog a song.ကျေးဇူးတင်တယ်။တော်သမီးတို့ရောက်ချင်းစီတိုင်းပေါ်မှာကိုရောရဲ့ကောင်းချီးအသည့်တစ်ဖန်ပြန်လဲချပေးတော်မူပါ။ဒီနေ့ထိတိုင်းကိုရောလမ်းပြဖို့ဆောင်ပေးတော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်။ချီးမွမ်းကိုကိုချင်းစီစဉ်ထဲမှာကိုရောကျွန်တော်တို့နဲ့တူပါရှိတော်မူတော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်။ကျန်ရှိနေတဲ့တော့ချိန်တိုင်းများမှာလည်းကိုရောကျွန်တော်တို့နဲ့တူပါရှိတော်မူမိကြောင်းတပါးတော်ယေရှုနာမတော်ကိုမြည်ပြုလက်ဆုတောင်းစကားအနံ့ချပါဖာဖျားသခင်။အာမင်။ဟာလေလုယာ။ Hallelujah. Hallelujah. ကြည်နေတဲ့မျက်လုံးတရားနော်အခုပဲ worship လုပ်ပြီးမှမပြ
မစင်းတော့ဘူးလားဆိုမဲ့အတိုင်းပဲနော်မိခွန်းတွေကြီးပဲအများမြင်နေရတယ်ဒီနေ့တော့ the blessing ခံစားရတာပါနော်ချင်းမကိုယ်ကိုယ်ချင်းစီစဉ်တန်းမှာလွတ်မြောက်ခြင်းရကြပါသလားကရောရတိုးထွေချင်းကိုခံစားရပါသလားကရောကောင်းမြတ်တယ်နော်အခုတို့တကွာအားလုံးလက်များမြောက်ပင်လက်ကရောရဲ့ကောင်းမြတ်တယ်ဆိုပြီးမှ3ချိန်တိတိဝန်ခံရအောင်နော်တင်းနဲ့3နောက်တစ်ခါဝန်ခံရအောင်ဖျားသခင်ကောင်းမြတ်တဲ့ကျမနဲ့ကျမမိသားစုပေါ်မှာဆိုပြီးတော့3ချိန်ဝန်ခံရအောင်နော်သင်နဲ့3ဖျားသခင်ကောင်းမြတ်တဲ့ကျမနဲ့ဖျားသခင်ကောင်းမြတ်တဲ့ကျမနဲ့ကျမမိသားစုပေါ်မှာဖျားသခင်ကောင်းမြတ်တဲ့ကျမနဲ့ကျမမိသားစုပေါ်မှာအာမင်ဝန်ခံသွားတဲ့ရောက်ချင်းစီတိုင်းပေါ်တင်ဝန်ခံတဲ့အတိုင်းဖျားသခင်ကောင်းချီးပေးမှာဖြစ်တယ်အာမင်အခုညီမစီစဉ်ထဲမှာပေါ့နော်ပထမအဆုံးချိန်နဲ့ပါဝင်တဲ့သူများရှင်ကျေးဇူးပြုရမတ်တရပေးပါရန်လေးစားစွာပြောကြားလိုပါတယ်ရှိပါသလားโอเคဟိုမှာညီမငယ်ချောချောလေးတယောက်ရโอเค so ကောင်းချီးပေးရအောင်နော်ဖျားသခင်ကောင်းချီးပေးပါစေဆိုပြီးမှ3ချိန်လက်များသူ့ဘက်မှာဆက်ရအောင်နော်ဖျားသခင်ကောင်းချီးပေးပါစေဆိုပြီးမှ3ချိန်ပြောရအောင်တင်းနဲ့3ဖျားသခင်ကောင်းချီးပေးပါစေဖျားသခင်ကောင်းချီးပေးပါစေဖျားသခင်ကောင်းချီးပေးပါစေအာမင် then please call you please Pastor Murphy Pastor Ian Murphy yes I call you please stand up oh yeah yes yeah Pastor Ian and his friend or his team all please call you stand up all yeah okay listen ကောင်းချီးပေးအောင်နောက်တစ်ခေါက် just please stand up yeah okay may God bless you all and your team ဆိုပြီးမှ3ချိန်ကောင်းချီးပေးအောင်နော်တင်းနဲ့3 may God bless you all and your team may God bless you all and your team may God bless you all and your team okay God bless you you may have a seat thank you okay so အစီအစဉ်များကိုအင်္ဂလိပ်လိုနဲ့ဆက်ပြီးပြောရမလို့ဖြစ်နေတယ်နော်အဲ့လောက်လည်းမတက်ပါဘူးနော် okay so အလုံးငွေကောက်ခံရအောင်အလုံးငွေကောက်ခံပေးမဲ့နေငယ်နေမငယ်များတော်၎င်းအနံပေးမဲ့ဆောင်ပြီးတော်၎င်းဖိတ်ခေါ်ချင်ပါတယ်အလုံးငွေကောက်ခံတဲ့အတွင်းမှာဂုဏ်တော်ချီးမွမ်းပေးဖို့ရန်အတွက်လို့ပြီးယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်လူငွေများအနံ့ရအောင်ကောင်းမြတ်ဆုံးလင်းမှုတော်ဘုရားကိုတော်ကိုချီယူတင်တယ်ဒီနေ့တနေ့တာလုံးကိုတော်ကျွန်တော်တို့လောရခရရဲမှာသူပါရှိပေးတဲ့တကားလာကိုတော်ဒီနေ့ညနေမှာလည်းကိုတော်နာမတော်ကိုချီးမွမ်းကိုကိုဖို့အချိန်တွေကိုပြင်ဆင်ပေးတဲ့ကိုတော်ကိုချီယူတင်တယ်ချီးမွမ်းကိုကိုချင်းလည်းမှာသူပါရှိပေးတဲ့ကိုတော်ကိုချီယူတင်တယ်ဒီနေ့ဒီချိန်မှာလည်းကိုတော်ရနိုင်ငံတော်အတွက်ကိုတော်ဓမ္မလာတဲ့ကိုတော်ပြည့်တဲ့ကောင်းချီးများထဲမှာကိုတော်ရဲ့နိုင်ငံတော်အတွက်အနေငယ်တော်လူငွေများကိုပါဝင်လာပါတယ်ကိုတော်ဒီအလုံးဝမျိုးကိုအသုံးပြုတဲ့နေရာမှာလဲကိုတော်ရဲ့ဘုန်းတော်ထင်ရှားဖို့ကိုတော်ရဲ့နိုင်ငံတော်ချပြန့်စေဖို့ကောင်းချီးပေးတော်မူပါရရှိတော်တို့ရောက်ချင်းစေတိုင်းရှင်မှာလဲကိုတော်ရဲ့ချစ်ချင်းမေတ္တာတွေအထူးခံစားရတော်ခွင့်ပေးတော်မူပါဒီကံတော်တာသမီးရောက်ချင်းစေတိုင်းရဲ့လောကဟန်ကိုင်းကမှာလဲအထူးအောင်မြင်ခွင့်တွေပေးတော်မူပါအစတရားမကအကောင်းချင်းများတော်လောင်ပေးတော်မူပါယေရှုနာမကိုမြင်ပြလဲအနာကိုတော်လက်ထက်တော်အနာပါကိုတော်ပါပဲတကယ်
ဒီနေ့ဒီချိန်မှာဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းခွင့်ပေးတဲ့အတွက်ဘုရားကိုရင်ဆုံးကျေးဇူးတင်ပါတယ်ရှင်အခုတီးလဲတီးမဲဆူလဲဆူမဲဆိုတော့တီးမမိတာစမမိတာရှိရင်ဘုရားတသမီးများအကုန်လုံးခွင့်ပြပါလို့တောင်းဆိုချင်ပါတယ်
စင်တဲ့တို့တဲ့ပြတဲ့တာရကောင်းကြည့်ပြပါစေ ဖခင်ရဲ့နိုင်ငံတော်အတွက်ပါဝင်တဲ့ရောက်ချင်းစီတိုင်းတော်လည်းကောင်းဂုဏ်တော်ချီးမွမ်းပေးသွားတဲ့လွန်ပြီးတော်လည်းကောင်းဖခင်တင်တာရဲ့တုံးပြုပါစေအခုဆက်လက်ပြီးတော့နှုတ်ကပတ်တော်ဇာနာရမယ့်ချိန်ဖြစ်ပါတယ်အားလုံးမတရက်ပြီးမှ tonight our pastor Ian Murphy will preach the word of God. So everybody please stand up and let's welcome our pastor and the Holy Spirit who will teach us and guide us through him. Okay, let's welcome a big clap. All right, wow, it's great to be back with you guys again. I was here about a year and a bit ago, I think it was, yeah. လွန်ခဲ့တဲ့တနေ့လောက်ကပေါ့နော်ကျွန်တော်ဒီကိုရောက်လာခဲ့တယ်ခုပြန်ပြီးတော့ဖခင်ရဲ့နာမတော်နဲ့ကျွန်တော်ကျမတို့ပြန်တွေ့ခွင့်ရတဲ့တကယ်ကိုဖခင်ရဲ့နာမတော်ချီးမွမ်းပါတယ် I just love coming to your church because I get a good workout spiritually and physically because you jump up so much. ဒီဖခင်เจ้าကိုတရားကျွန်တော်တကယ်ဝမ်းသာပီတိဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဝိညာဉ်ပိုင်းမှာရောဒီခန္ဓာစိတ်ပိုင်းဆိုင်ရာမှာရောတကယ်ပဲexercise ပေါ့နော်လောက်ရတယ်လို့ပဲ worship ပိုင်းမှာလည်းတကယ်ပဲအိုးဆောင်နိုင်ရတဲ့အတင်းတော်ဖြစ်တယ်ဆိုတော့ကျွန်တော်မြင်ရတယ် I think I've already lost 2 kilos in worship. worship လုပ်နေတဲ့အချိန်မှာကျွန်တော်kg 2 kg လောက်ပေါ့နော်weight short သွားတယ်ထင်တယ်တော်တော်ခုံရလို့ထင်တယ် Well, it's great to be here. Thank you, Pastor Peter, for having me here and all your staff. A great team you have here. ဆရာကြီးဒီမှာဆရာပီတာနဲ့သူ့ရဲ့ team တွေအားလုံးဒီမှာပေါ့နော်ကျွန်တော်ကိုအချိန်ခါခွင့်ကောင်းပေးတဲ့အတွက်အကုန်လုံးကိုတကယ်ပဲကျေးဇူးတင်ပါတယ် We're all excited to be here tonight. ဒီနေ့ညကျွန်တော်ဒီမှာတရားဟောခွင့်နှုတ်ကပတ်တော်ဟောခွင့်ရတာတကယ်ပဲexcited ပေါ့နော်တခုပဲကောင်းကြီးလေးခံစားရတော့ထင်ပါတယ် Even though it's late at night for us, where I come from, it'd be 12:30 in the morning. ကျွန်တော်လာတဲ့နိုင်ငံကနေပြောမယ်ဆိုခုချိန်ကမနေ့ပိုင်း7 နာရီလောက်ဖြစ်တော့မယ်ထင်တယ် So you're just glad I didn't turn up in my pajamas. ကျွန်တော်ပဂျမာပေါ့နော်အဲ့ဝတ်စုံပေါ့နော်အဲ့ဒါမဝတ်ပါဝဲတာတော့ကျွန်တော်အခွင့်ပြုပါတဲ့နော်ကောင်းကောင်းလေးအဝတ်စားတွေပဲဖြစ်ဖြစ်အဲ့ဒါပေါ့ပြောချင်တာပေါ့နော် That's great. Hey, you may be seated. ထိုင်လို့ရပါပြီ All good. Well, it's great to see your smiling faces. မျက်နှာပေါ်မှာပြုံးချွတ်ချွတ်လေးတွေတွေ့ရလို့တကယ်အဲ့ဒါအရန်မြင်တွေ့ခွင့်ရတာကောင်းပါတယ် And how good is this new pulpit? This is new, isn't it? Yeah. mic stand stand and not stand အသစ်လေးတွေ့ရတာလည်းကောင်းပါတယ်တဲ့ဆရာမမိတယ်တော်တော်မှတ်မိတယ် Yeah, I've got one the same. ကျွန်တော်မှလည်းအဆင်တူတစ်ခုရှိတယ်တဲ့ You got the newer model though. Yeah. It's all good. Well, tonight I want to speak to you about hearing God. ဒီနေ့ညကျွန်တော်တို့ပြောသွားမယ့်နှုတ်ကပတ်တော်ကဖခင်ရဲ့အတန်တော်ကိုကြားချင်းဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့တရားဟောသွားမှာဖြစ်ပါတယ် Wherever I travel, people seem to have a problem hearing from God. Well, all the time. Sometimes they hear him. ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့လူတွေများစွာထဲကနေကြားရတာကပါလဲဆိုရင်ဖခင်ရဲ့အတန်တော်ကြားချင်းကကျွန်တော်တို့အတွက်တော်ခက်ခဲတဲ့အချိန်ဖြစ်တယ်လို့လူတော်များများပြောလို့ရှိပါတယ် Many people, when they can't hear God, get very anxious about things. And when this happens, they stop praying, they stop believing, and have no hope. They become anxious. လူတော်များများကဖခင်ရဲ့အတန်တော်ကိုမကြားတော့ဘူးဆိုရင်သူတို့ရဲ့စိတ်ထဲမှာပဲဖြစ်သူတို့ရဲ့အသက်တာထဲမှာစိုးရိမ်မှုတွေပူပန်မှုတွေတည်ရောက်လာကြတယ်အဲ့ဒီချိန်မှာလဲသူတို့ရဲ့အသက်တာထဲမှာဆူတောင်းဖို့ဖခင်နဲ့စကားပြောဖို့အချိန်ကသူတို့မယူနိုင်ကြတော့ဘူးဖြစ်တယ်
But God doesn't want you to be anxious about anything. He wants you to step out in faith and believe that He wants you to believe that He will hear you. ဖျားသခင်ကကျွန်တော်ကျမတို့ရဲ့အသက်တာမှာပေးခြင်းတဲ့အရာကစိုးရိမ်မှုတွေပူပန်မှုတွေမဟုတ်ဘဲနဲ့ပေါ့နော်သူရဲ့နှုတ်ကပတ်တော်မှာပဲဖြစ်ဖြစ်သူရဲ့မျက်မှောက်တော်ထဲမှာကျွန်တော်တို့ရဲ့အသက်တာကိုငြိမ်သက်စွာနဲ့နေထိုင်တွာလာဖို့ဖျားရဲ့အလိုတော်ဖြစ်တယ် Philippians 4:6 says, "Do not be anxious about anything, but in everything by prayer and supplication with thanksgiving let your requests be made known to God." ဖိလိပ္ပိဩဝါဒစာခန်းကြီးလေးငယ်6မှာမြည်သည့်အမှုကိုများမစိုးရိမ်ပဲအရာရာ၌ကြီးတော်ချီးမွမ်းနှင့်ကြီးတော်ချီးမွမ်းခြင်းနဲ့တကွာဆူတောင်းခြင်းနဲ့အတနာခံခြင်းတို့ဖြင့်တင်းတို့တောင်းခံလိုသောအရာများကိုဖျားသခင်အားသိစေကြလောတဲ့ So God wants to hear from you tonight. ဆိုတော့ဖျားသခင်ကနေတင်ဖျားရဲ့အတန်ကိုကြားချင်ပါသလား Have confidence, have faith that God wants to hear you. ဖျားသခင်တည့်ရဲ့အတန်တော်ကိုကြားချင်တယ်ဆိုတာကိုယုံကြည်မှုစိတ်ချမှုပြည့်ရှိပါ The thing is, God just doesn't speak to pastors alone. ဒီမှာရှိတဲ့ဆရာတွေပဲဖြစ်ဖြစ်အမှုတော်ဆောင်တဲ့သူတွေပေါ်မှာပဲဖျားသခင်ကစကားပြောတာမဟုတ်ပါဘူး Many people say, "Pastor, can you pray for me?" because they don't have confidence to pray themselves. လူတော်များများကပြောကြတယ်ပေါ့နော်ဆရာသမားတွေစီမှာတွားပြီးတော့ဆရာရဲ့ဆရာမရဲ့ကျွန်မအတွက်ဆူတောင်းပေးပါဆိုပြီးတော့ဆူတောင်းခံကြတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အသက်တာထဲမှာဖျားသခင်ကကျွန်တော်ရဲ့အတန်ကိုကြားမယ်ဆိုတော့ယုံကြည်ချက်အပြည့်အဝမရှိလို့ဖြစ်ပါတယ် But the truth is, God hears you as much as He hears us pastors. အမှန်တကယ်ပြောရမယ်ဆိုရင်ဖျားသခင်ကကျွန်တော်တို့ရဲ့ဆရာသမားတွေရဲ့ခေါ်တန်ကိုကြားတယ်လို့ကျွန်တော်တို့တာမန်လူတွေရဲ့ခေါ်တန်ကိုလည်းနားညောင်းတဲ့ဖခင်ဖြစ်ပါတယ် Romans 2:11 says, "For there is no respect of persons with God." Sorry, Romans 2:11. Have you got Oh that? yeah. ယောမဩဝါဒစခန်းချင်းအငယ်17အကြောင်းမူကားဖျားသခင်၌မျက်နှာလိုက်ခြင်းမရှိတဲ့ So that means God does not show favoritism, but judges all people equally based on their fear of Him and their righteous actions before Him. ဒီចောင်းပိုက်ထဲကနေကျွန်တော်တို့တွေ့ရတာကပါလဲဆိုရင်ဖျားသခင်ကဘယ်လူသားကိုမှမဆိုဘောနော်မျက်နှာသားပေးတာသူရဲ့ခေါ်တန်ကိုမှသူရဲ့အဆူတောင်းတန်ကိုမှနားညောင်းမယ်နားထောင်မယ်ဆိုရက်မျက်နှာသားပေးခြင်းမျက်နှာသားလိုက်ခြင်းမရှိဘဲနဲ့သူကိုခေါ်တဲ့သူရန်ရဲ့အသက်တာကိုကြည့်ပြီးတော့သူတို့ဖျားသခင်နဲ့ဘယ်လောက်ထိပေါ့နော်ဖျားသခင်ကိုကြောက်ရွံ့ယူသေးပြီးတော့အသက်ရှင်နေထိုင်တယ်လဲဆိုတာကြည့်ပြီးတော့ဖျားသခင်ကသူတို့ကိုကောင်းချီးပေးရဖြစ်တယ် Amen. If we want to hear God, we must know Him. We must have a relationship with Him and be in a right standing with Him. ဖျားရဲ့တန်တော်ကိုကြားချင်တယ်ဆိုရင်ကျမတို့ရဲ့အသက်တာမှာဗာလဲဆိုရင်အမြဲတမ်းသူနဲ့ချိတ်ဆက်ပြီးတော့ပေါ့နော်ဆူတောင်းခြင်းပဲဖြစ်ဖြစ်ကျမ်းစာဖတ်ခြင်းပဲဖြစ်ဖြစ်သူနဲ့ဖျားသခင်နဲ့အမြဲတမ်းအထီးတွေ့ဆက်ဆံမှုရှိနေဖို့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလိုအပ်ပါတယ် You must get to know God's voice. ကျွန်တော်တို့ဖျားရဲ့တန်တော်ကိုသိဖို့တကယ်ပဲအရေးကြီးပါတယ် It's like when my wife calls me up on the phone, she doesn't have to tell me she's my wife. Yes. I know her voice. ကျွန်တော်ရဲ့မိမကကျွန်တော်ကိုဖုန်းကနေဖုန်းခေါ်ပြီးတော့ကျွန်မကဆရာရဲ့မိမပါဆိုပြီးတော့သူ့ကိုသူလာပြီးတော့မိတ်ဆက်နေဆရာမလိုဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်နဲ့သူနဲ့ကြားမှာစစ်ဆိုင်ရေးတွေကျွန်တော်တို့ရဲ့အထီးတွေ့တွေကတော်တော်လေးကျွန်တော်တို့ကြားထဲမှာပေါ့နော်အဲ့ဒါအသက်ရှင်နေရဆိုတော့သူနဲ့ကျွန်တော်တို့ရဲ့စစ်ဆိုင်ရပို့ပြီးတော့မိတ်ဆက်ဆရာမလိုတော့ပါဘူးတဲ့ I know her voice because we have a relationship, and you'll know God's voice when you have a relationship with Him. ကျွန်တော်မိမရဲ့အတန်ကိုအလိုလိုသိနေတယ်လို့ပဲဖျားနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာလည်းအမြဲတမ်းဖျားနဲ့အခြေဆက်ရှိနေမယ်ဆက်ဆံရေးတွေရှိနေမယ်ဆိုရင်ဖျားရဲ့အတန်တော်ကိုကျွန်တော်တို့ဘယ်တော့မှမမာဘူးကျွန်တော်ရဲ့အသက်တာထဲမှာဘယ်တော့မှမဟုတ်ပါဘူးတဲ့ Amen. So we need to be able to distinguish His voice from all the others. အတန်ကြားတဲ့ချိန်မှာကျွန်တော်တို့အတန်အများကြီးအမျိုးပေါ့နော်ကြားရတဲ့အချိန်ရှိတယ်အဲ့ဒီအတန်တွေကိုဘယ်လိုခွဲခြားရမလဲဆိုတာကျွန်တော်တို့အတွက်တကယ်ပဲအရေးကြီးတာဖြစ်ပါတယ် We have so many voices that come into us. There's the voice of other people. ကျွန်တော်တို့နေ့တိုင်းကြားရတဲ့အတန်တွေမှာဆိုရင်လူတခြားကျွန်တော်တို့မဟုတ်တဲ့တခြားလူရဲ့အတန်တွေကိုအမြဲတမ်းကြားရတယ်
There's a voice of yourself inwardly. You hear your own voice. ကျွန်တော်တို့ကိုယ်တိုင်ရဲ့တက်တာထဲမှာပေါ့နော်အတွင်းပိုင်းကပြောတဲ့စကားကိုကြားပြောတဲ့စကားအဲ့လိုအတန်တွေကြားရတဲ့အချိန်လည်းရှိတယ် There's the voice of the enemy. ပြီးတော့ကျွန်တော်တို့ရဲ့ရန်သူတွေပေါ့နော်သူတို့ပြောတဲ့အတန်တွေကိုကျွန်တော်တို့ကြားရတဲ့အချိန်လည်းရှိပါတယ် But then there's the voice of God that we need to hear. အရေးကြီးဆုံးကျွန်တော်တို့ကြားလို့ကြားချင်တဲ့အတန်ကဖခင်သခင်ရဲ့အတန်တော်ဖြစ်ပါတယ် So God wants to hear from you in prayer. It should be not just requesting of Him, but having a relationship with Him. ဖျားသခင်ကြားချင်တာကကျွန်တော်တို့ဘက်ကလိုအပ်တဲ့အရာတွေကျွန်တော်တို့တောင်းတတဲ့အရာတွေကိုပဲအမြဲတမ်းဖျားသခင်ကြားချင်တာမဟုတ်ဘဲနဲ့သူနဲ့အမြဲတမ်းပေါ့နော် relationship ပေါ့အခြေဆက်အမြဲတမ်းရှိနေဖို့ဖျားသခင်လိုအပ်တာဖြစ်ပါတယ် God wants intimacy with you. The more time you spend with God, the more clearly you'll recognize His voice. ဖျားသခင်လိုအပ်တာကကျွန်တော်တို့နဲ့ရင်းရင်းနေပေါင်းသင်းပြီးတော့သူ့ရဲ့တန်တော်ကိုဘယ်နေရာမှာပဲတွားဘယ်အရာပဲလုပ်လို့ပေါ့နော်ကျွန်တော်တို့ကျမတို့သူနဲ့အမြဲတမ်းပူပြီးတော့အသက်ရှင်နေတဲ့ဖျားနဲ့အချိန်ပူပြီးတော့ဂုံဆုံးဖို့ဖျားရဲ့အလိုတော်ဖြစ်ပါတယ် As Jesus says in John 10:27, "My sheep hear my voice, and I know them, and they follow me." ရှင်ယောဟန်ခန်းကြီး30နဲ့စခွန်မှာပြောတယ်လို့ငါသူတို့သည်ငါအတန်ကိုကြားနာထောင်ကြ၏ငါဒီလေသူတို့ကိုတည်၍သူတို့သည်ငါနောက်သို့လိုက်ကြ၏တဲ့ In Jesus' day, there was many shepherds with sheep. သခင်ယေရှုရဲ့ခေတ်တုန်းကပေါ့နော်အဲ့ဒီမှာဆိုရင်တိုးတငယ်တွေတိုးလေးတွေအများကြီးရှိတယ်ဒါမှမဟုတ်သူထိန်းတဲ့ကြောင်းသားပေါ့နော်အဲ့လိုလူတွေအများကြီးရှိပါတယ် The sheep learned to recognize the shepherd's voice. တိုးလေးတွေကသူတို့ကိုထိန်းချောင်းတဲ့သူတို့ရဲ့ဆရာပေါ့နော်သူတို့ကိုထိန်းချောင်းတဲ့သူကြောင်းသားတွေရဲ့အတန်တွေကိုမှတ်မိကြပါတယ် And when several flocks gathered together in a well or by a pan, each shepherd could call out their name. လူတော်များထိန်းချောင်းတဲ့သူတွေဥပမာလူ၄ယောက်၅ယောက်လောက်ထိန်းချောင်းတဲ့သူတွေပေါ့နော်နေရာတနေရာမှာပဲဖြစ်ဖြစ်ရည်တွင်းသားမှာပဲဖြစ်ဖြစ်လာပြီးတော့စုဝေးတဲ့အခါမှာဒီသူတို့ထိန်းချောင်းတဲ့ဆရာပေါ့နော်သူထိန်းတဲ့လူတစ်ယောက်ကသူတို့ရဲ့သူတွေကိုဒီတိုင်းပဲခေါ်လိုက်ရင်ဘယ်သူမဆိုသူနာမည်မတက်ပင်မဲ့သူကျောင်းတဲ့သူတွေကသူ့ဆရာရဲ့အတန်ကိုမမေ့လို့ရပါတယ်တဲ့ And when the shepherd called out, the sheep would know his voice and they would come. ဒီခေါ်တန်ကိုကြားတဲ့ချိန်မှာသူတွေကသူ့အလိုလိုနဲ့သူ့ဆရာနောက်ကိုလိုက်လာပြီးတော့ဆရာနောက်ကိုလိုက်လာတာဖြစ်ပါတယ် They would respond because they knew the shepherd's voice. သူတို့ဒီလိုမျိုးဘလို့ဘာဖြစ်လို့တုံ့ပြန်လာလဲဆိုတော့သူတို့ကိုထိန်းချောင်းတဲ့သူတို့ရဲ့ဆရာရဲ့အတန်ကိုသူတို့မမေ့လို့ဖြစ်ပါတယ် So it's important that we hear his voice too. ထိုနေ့သူဆိုပဲကျွန်တော်တို့ကျမတို့ရဲ့အသက်တာထဲမှာဖျားသခင်ရဲ့အတန်တော်ကိုအမြဲတမ်းမှတ်မိနေဖို့အရေးကြီးပါတယ် Amen. We must hear the voice of our shepherd, Jesus. ဖျားသခင်ရဲ့အတန်တော်ကိုပေါ့နော်သူကြောင့်သားရဲ့အတန်ကိုသူရမှတ်မိနေတယ်လို့ကျွန်တော်တို့မှတ်မိနေဖို့အရန်ပဲအရေးကြီးပါတယ် But we must be in the right place. We must be obedient to God if we're going to hear him. သူ့အတန်တော်ကိုကြားချင်တယ်ဆိုရင်ကျွန်တော်တို့ကလည်းတင်းတော်တဲ့မှန်ကန်တဲ့နေရာမှာပေါ့နော်ဖျားသခင်နဲ့အမြဲတမ်းအထီးတွေ့ရှိနေဖို့လည်းအရေးကြီးပါတယ် God speaks more to those who obey his commandments and instructions. ဖျားကဘသူတွေစီမှာစကားပြောလို့ရှိလဲဆိုတော့သူ့ရဲ့အတန်တော်ကိုနားထောင်တဲ့သူတွေသူ့ရဲ့ပညတ်တရားများကိုနားထောင်တဲ့သူတွေပြီးကြတော့သူ့ရဲ့တွင်တင်ဆုံးမမှုတွေအောက်မှာအသက်ရှင်တဲ့သူတွေရဲ့အပေါ်မှာဖျားသခင်အမြဲတမ်းစကားပြောလို့ရှိပါတယ် John 14:21 says this, "He who has my commandments and keeps them, he is who loves me, and he who loves me shall be loved by my Father, and I will love him and will reveal myself to him." ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး14:21မှာငါ၏ပညတ်ချက်များကိုရရှိ၍၎င်းတို့ကိုစောင့်ထိန်သောသူသည်ငါကိုချစ်သောသူဖြစ်၏ငါကိုချစ်သောသူအားငါခမည်းတော်သည်ချစ်တော်မူမည်ငါသည်လည်းထိုသူကိုချစ်၍ထိုသူထံ၌မိမိကိုထင်ရှားစေမည်ဟုမိန့်တော်မူ၏အာမင် Amen. So we must go to a place of faith and expectation with God if we want to hear from him. ဖျားရဲ့တန်တော်ကိုကြားချင်တဲ့ဆိုရင်ကျွန်တော်တို့ကြားနာသွားတဲ့ကြံပိုက်ကဲတော့ပေါ့နော်ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းနဲ့ကျွန်တော်ကျမတို့အသက်ရှင်နေဖို့အရေးကြီးပါတယ် I was speaking to a group of men today and I said that if you want to hear God, you need to speak with faith, believing that he will hear from you. ကျွန်တော်ဒီနေ့လူတချို့စီမှာစကားတော့ပြောတယ်။ဘာလဲဆိုတော့ဖျားသခင်နဲ့ချိတ်ဆက်ပြီးတော့ဖျားရဲ့တန်တော်ကိုကြားချင်တယ်
ဖျားရဲ့ခေါ်တန်ကိုနားညောက်ချင်တဲ့ဆိုရင်သူနဲ့အမြဲတမ်းစကားပြောပါသူနဲ့ထိတွေ့ပါဆိုပြီးကျွန်တော်တို့ကိုတိုက်တွန်းဖြစ်ပါတယ် We must come to God with confidence, saying, God, I know you hear me, rather than saying, God, are you there? ဖျားသခင်ကိုဖျားရဲ့နာမတော်ကိုပေါ့နော်မျက်နှာตาကိုရှာတဲ့အချိန်မှာဖျားကျွန်တော်ကိုမြင်ပါမလားဆိုတဲ့မတိစိတ်တဲ့ဘာလဲကြောက်ရွံ့တဲ့စိတ်နဲ့မရှာတဲ့လူတွေမဟုတ်ဘဲနဲ့ပေါ့နော်ယုံကြည်ချက်အပြည့်နဲ့ကျွန်တော်တို့ဖျားရဲ့မျက်နှာตาကိုရှာရမှာဖြစ်ပါတယ် So we must have faith to believe, because it says in Hebrews 11:6, it's impossible to please God but with faith. ဟေပြအိုရာစာခန်းကြီး7အငယ်6မှာပြောသလိုပဲဖျားကိုဖျားရဲ့မျက်နှာตาကိုပေါ့နော်ကျွန်မဖျက်လိုက်ပါမယ်ယုံကြည်ခြင်းမရှိရင်ဖျားသခင်၏စိတ်တော်နဲ့မတွေ့နိုင်အကြောင်းမူကားဖျားသခင်ထံချင်းကပ်တော်သူတွေထာဝရဖျားသခင်ရှိတော်မူကြောင်းကို၎င်းဖျားသခင်နေမိမိကိုရှာတော်သူတို့အားအကျိုးပေးတော်မူသောအရှင်ဖြစ်ကြောင်းကို၎င်းယုံကြည်ရမည်တဲ့ Amen. အာမင် Okay, so what stops us hearing the voice of God? We were just talking about the need to hear, but we've got to understand there's things that block us from hearing. ဖျားရဲ့တန်တော်ကိုကျွန်တော်တို့နားထောင်ဖို့ရန်အတွက်ပေါ့နော်အတားအဆီးတွေအများကြီးရှိတယ်အဲ့ဒီအထက်မှာဘာတွေကကျွန်တော်တို့ရဲ့ဖျားသခင်နဲ့စကားပြောတဲ့အချိန်မှာမကြားနိုင်အောင်ပေါ့နော်အနောက်ရှက်ဖြစ်တတ်တဲ့အရာတွေကျွန်တော်တို့ပြောသွားမှာဖြစ်ပါတယ် One of the first key things that stops us hearing from God is unrepented sin in our life. ပထမချက်ကဘာလဲဆိုရင်ကျွန်တော်တို့ပြုခဲ့တဲ့အပြစ်တွေအတွက်နောင်တမရတဲ့အသက်ရှင်ခြင်းအဲ့ဒီအချက်ကဖျားသခင်ရဲ့အတန်တော်ကိုကြားဖို့ရန်အတွက်အတားအဆီးတစ်ခုဖြစ်ပါတယ် It can dull your spiritual hearing from God. အပြစ်ကနေနောင်တမရတဲ့အသက်ရှင်ခြင်းကဖျားသခင်နဲ့ဒီဝိညာဉ်ပိုင်းဆိုင်ရာမှာဆိုရင်ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုဗလေထုံမိုင်းစီတယ်ညှင်းငွေ့ဖို့ကောင်းစီတဲ့တစ်ခုဖြစ်ပါတယ် As it says in Isaiah 59 verse 2, but your iniquities have come between you and your God, and your sins have hidden his face from you, from hearing. အိုင်စာယအခန်းကြီး59အငယ်နဲ့မှာပြောထားတယ်တင်တို့ဤဒုစရိုက်များကသာတင်တို့ကိုဖျားသခင်နဲ့ကွဲကွာစေ၏တင်တို့အပြစ်များကသာမျက်နာတော်ကိုတင်တို့ထာမလွဲစီ၍တင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏တဲ့ And again in John 9:31 it says, but we know that God does not hear sinners, but if anyone is God-fearing and does his will, he hears him. ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9ငယ်37မှာလည်းပြောထားပါတယ်ဖျားသခင်နေအပြစ်သားတို့ကိုနှာညောင်းတော်မမူသို့တော်မြည်သူမဆိုဖျားသခင်ကိုယူတည်လင်းမြဲ့၍အလိုတော်ကိုဆောင်ရွက်လျင်သူတို့ကိုဖျားသခင်နှာညောင်းတော်မူမည်အကြောင်းကျွန်တော်တို့သိကြ၏တဲ့ So if we want to hear from God, we must come to God with a repentant heart. ဖျားသခင်ကနေအတန်တော်ကိုကြားချင်တယ်ဆိုရင်ကျွန်တော်တို့ဘာလို့ဖို့လဲဆိုတော့နောင်တရတဲ့စိတ်နှလုံးသားနဲ့အကျွမ်းမဲ့နဲ့ဖျားရဲ့မျက်နှာသားကိုရှာရမှာဖြစ်ပါတယ် We must repent of all unconfessed sin. Ask the Lord to show you what attitudes and what behavioral patterns that you need to repent of in your life. ကျွန်တော်တို့ရဲ့အသက်တာထဲမှာနေ့စဉ်အသက်တာနေထိုင်မှုတွာလာမှုတွေမှာအပြုတ်အမူကပဲဖြစ်ဖြစ်ကျွန်တော်တို့ပြောသွားတဲ့စကားအသုံးနှုန်းတွေကစပေါ့နော်အဖြစ်နိုင်ရဲ့အဲ့ဒီအစီအစဉ်အကုန်လုံးကျွန်တော်တို့ရဲ့တနည်းတာလုံးအသက်တာကိုပြန်စဉ်းစားပြီးတော့ဖခင်ရဲ့ရှေ့မှာဘာတွေကျွန်တော်တို့နောင်တရဖို့ရှိတယ်လဲဆိုတော့အမြဲတမ်းကျွန်တော်တို့ဆင်ခြင်ရမှာဖြစ်ပါတယ် As the Lord's Prayer reminds us to do daily to forgive others. As it says in Matthew 6:12, forgive us our debts as we also forgive our debtors. ယေရှုကကျွန်တော်တို့ကိုဆူတောင်းနေတင်ပေးတဲ့ကျမ်းပိုက်ပေါ့နော်မဿဲအခန်းကြီး6ငယ်7မှာပြောတယ်လို့ပဲကျွန်တော်တို့အပေါ်နဲ့အပြစ်ကြွေးရှိသူများကိုကျွန်တော်တို့ခွင့်လွှတ်တဲ့ကဲ့သို့ကျွန်တော်တို့ရဲ့ပြစ်များကိုလည်းခွင့်လွှတ်တော်မူပါတဲ့ One of the biggest blocks that I find in people's lives is unforgiveness towards somebody else. လူတွေရဲ့တက်တာထဲမှာကျွန်တော်အဆိုးဆုံးတွေ့တာပါလဲဆိုရင်လူတစ်ယောက်ရဲ့အပြစ်ကိုမခွင့်လွှတ်နိုင်တာတပားသူရဲ့အမားကိုပေါ့နော်မခွင့်လွှတ်နိုင်တဲ့အသက်တာတွေဖြစ်ပါတယ် So if you have unforgiveness to somebody, you don't expect God to hear you because he wants you to get that right first. အဲ့ဒါဆိုတော့လူတစ်ယောက်ရဲ့အမားကိုကျွန်တော်တို့ကမှတ်မိနေတဲ့ကြွေးပေါ့နော်ခွင့်မလွတ်မနိုင်ခြင်းဖခင်သခင်ရဲ့အတန်တော်ကိုကြားဖို့ရအတွက်တော်တော်လေးခက်ခဲမှာဖြစ်ပါတယ် Amen. It also says there's a lot of noise and busyness in our world that we need to actually pull aside to hear from God. ဖခင်ရဲ့တန်တော်ကိုကြားဖို့ရအတွက်ပြီးတော့ကျွန်တော်တို့ဒုတိယအချက်နဲ့ပြောရမယ်ဆိုရင်စူညံတဲ့ပတ်ဝန်းကျင်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့အထဲမှာရှိတဲ့ကိုယ့်ရဲ့စိတ်နှလုံးမငြိမ်မသက်ဖြစ်မှုတွေပူလောင်မှုတွေကိုကျွန်တော်တို့
စွန့်ပစ်ရမှာဖြစ်ပါတယ် So many of us are so busy in our world, we don't have time to hear the voice of God. We're just racing around from place to place. ကျွန်တော်တို့တက်တာမှာတကယ်ဘာပဲလို့ပေါ့နော်ဘယ်အရာမှမဆိုတကယ်ပဲအရန် busy နေတဲ့အသက်တာလူမျိုးကျွန်တော်တို့နေထိုင်သွားလိမ့်ရှိတယ်အဲ့ဒါကဖခင်ရဲ့အတန်တော်ကိုကြားဖို့ရအတွက်တော်တော်လေးအတားအဆီးဖြစ်ပါတယ် And that's why Psalm 46 verse 10 reminds us to be still and know that He is God. အဲ့ဒါကြောင့်မို့လို့ Psalms ဆာလံကျမ်းခန်းကြီး46အငယ်30မှာပြောထားတယ်ငြိမ်ဝတ်စွာနေ၍ငါသည်ဖခင်သခင်ဖြစ်ကြောင်းသိမှတ်ကြလောဆိုပြီးတော့ဒီကျမ်းပိုက်ကကျွန်တော်တို့ကိုပြန်ပြောအသိပေးချင်တာဖြစ်ပါတယ် Hearing from God must be your priority, not just when you've got spare time. ဖခင်ရဲ့တန်တော်ကိုကြားဖို့ဆိုတာကကျွန်တော်တို့ရဲ့အလိုအဆုံးသောအရာဖြစ်ဖို့တကယ်အရေးကြီးပါတယ် And when you come to God, you must come to God with faith. As it says in James 1:6, but let him ask in faith, doubting nothing, for he who doubts is like a wave of the sea driven by the wind and tossed. ဖခင်စင်မှာကျွန်တော်တို့သွားတဲ့အခါမှာတန်တရားစိတ်နဲ့သွားတာမဟုတ်ဘဲနဲ့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဖခင်ရဲ့မျက်နှာသားကိုရှာရမှာဖြစ်ပါတယ်ရှင်ယာကုပ်ဩဝါဒစာခန်းကျတဲ့အငယ်9မှာတွေ့ရတယ်လို့သူတို့ဒီဖခင်သခင်ထံတော်မှာတစုံတစ်ခုကိုရလိမ့်မည်ဟုမထင်မှတ်စေနဲ့တဲ့ All right. Okay. ရှင်ယာကုပ်ဩဝါဒစာခန်းကျတဲ့အငယ်6ကနေ8ကျွန်မဖတ်ပြပါမယ်တို့တော်တန်တရားစိတ်မရှိဘဲယုံကြည်သောစိတ်နဲ့တောင်းလျှောက်ရမည်အကြောင်းမူကားတန်တရားစိတ်ရှိသောသူသည်လေတိုက်၍ထားကြွလှုပ်ရှားတတ်သောပင်လေလိုင်းတဘိုးနဲ့တူ၏အငယ်ခုနှစ်သူတို့ဒီဖျားသခင်ထံမှတဆုံတစ်ခုကိုရလိမ့်မည်မထင်မှတ်စေနဲ့အခန်းငယ်ရှိသူတို့တော်သူတွေစိတ်နှခွရှိ၍မိမိပြုလေတမညာတို့၌တည်ငြိမ်မှုမရှိသောသူဖြစ်၏တဲ့ So God speaks in different ways to us, and we need to understand those ways that He speaks to us in. အဲ့ဒါကြောင့်မို့ဖျားသခင်ကနီလန်တစ်ခုနဲ့ပဲစကားပြောတဲ့ဖျားမဟုတ်ဘဲနဲ့သူ့မှာစကားပြောဖို့ရအတွက်နီလန်မျိုးစုံရှိတဲ့ဖျားဖြစ်ပါတယ် I recently at our church had a lady that said to me, I cannot hear God's voice. I don't think He's speaking to me. ကျွန်တော်တို့ရဲ့အတင်းတော်မှာအမျိုးသမီးတစ်ယောက်ကပြောတယ်ဖျားကကျွန်မကိုဒီနီလန်နဲ့ကျွန်မကိုမပြောဘူးဆိုပြီးတော့ဖျားရဲ့အတန်တော်ကိုမကြားတဲ့သူတစ်ယောက်ကျွန်တော်ကိုလာပြောပါတယ် And I said, I don't believe that. I think what is happening is you have not recognized Him when He speaks. သူပြောတော့ကျွန်တော်မယုံပါဘူးပြီးတော့ကျွန်တော်သူ့ဘာပြောလဲဆိုတော့ဖျားသခင်တင်းရဲ့အတန်ကိုမကြားဘူးဆိုတော့ကျွန်တော်မယုံပါဘူးဒါပေမဲ့တင်းရဲ့စိတ်ထဲမှာဖျားကဒီနေလှမ်းနဲ့ပဲကျွန်မကိုစကားပြောမယ်ဆိုပြီးတင်းတတ်မှတ်ထားလို့ပဲဖြစ်မှာဖြစ်ပါတယ်ဆိုပြီးကျွန်တော်သူ့ပြောလိုက်ပါတယ် Because she was expecting to hear God audibly. And I said, God has spoken to people audibly, but mostly from His word and from internal. တကယ်တော့ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်တို့ထင်မှတ်တဲ့နီလန်ကနေပဲဖျားစကားပြောတာမဟုတ်ဘဲနဲ့သူ့ရဲ့အတန်တော်ဆိုတာကကျမ်းစာဖတ်တာပဲဖြစ်ဖြစ်ပြီးတော့ကျမတို့ရဲ့နှစ်စဉ်အသက်တာထဲမှာလှုပ်ရှားနေတဲ့အနေရာတိုင်းမှာလည်းဖျားသခင်ကကျွန်တော်တို့ကိုစကားပြောနိုင်တာဖြစ်ပါတယ် So number one, God speaks to us through His word. When we read His word each day, God can speak to you through that. ပထမချက်ဆိုရင်ဖျားသခင်ကကျွန်တော်တို့ဘယ်လိုစကားပြောလို့ရှိလဲဆိုရင်သူ့ရဲ့နှုတ်ကပတ်တော်ကျမ်းစာကျမတို့ဖတ်တဲ့အချိန်မှာဖျားရဲ့စကားပြောတဲ့ကိုကျွန်တော်တို့နားညောင်းရတာဖြစ်ပါတယ် And when you read the word, don't read it like you're trying to race through and read as much as you can in a limited time. ကျမ်းစာဖတ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ကန်တက်ထားတဲ့အချိန်မပြည့်မချင်းဒါမှမဟုတ်ဒီအချိန်အတွင်းမှာကျွန်တော်ဒီအပိုက်လုံးဖတ်နိုင်ရမယ်ဆိုပြီးတော့လောနဲ့မဖတ်ဘဲနဲ့ပေါ့နော်စိတ်နှလုံးကျွမ်းမဲ့ဖျားရဲ့နှုတ်ကပတ်တော်ကိုဖတ်ရှုရအောင်တဲ့ God doesn't want you to rush through things because He wants to speak to you through His word. ဖျားသခင်ကအလျင်စလိုမလိုပဲနဲ့ပေါ့နော်သူရဲ့နှုတ်ကပတ်ချင်းစီတိုင်းမှာကျွန်တော်တို့ကိုစကားပြောချင်တဲ့ဖျားဖြစ်ပါတယ် I tell my people all the time, when you read the word of God, take a small piece of it first of all, read through it, get familiar with it, read it again, and then on the third time, slow down and ask the Holy Spirit to show you what that means. ကျွန်တော်လူတွေကိုဘယ်လိုခွန်အားပေးလိရှိလဲဆိုတော့ကျွန်တော်တို့ကျမ်းစာဖတ်တဲ့အချိန်မှာပေါ့နော်အလျင်စလိုဖတ်ရင်ဖတ်နိုင်တယ်ပြီးတော့နောက်တစ်ချိန်နှစ်ချိန်သုံးချိန်အဲ့လိုမျိုးအချိန်ကိုတကယ်ယူပြီးတော့အလျင်စလိုဖြစ်နေတဲ့ကျမတို့ရဲ့လူအင်ဆန္ဒပေါ့နော်လောကရဲ့စိတ်ပိုင်းဆိုင်ရာကိုရှော့ပြီးတော့ဖြစ်ဖြစ်ချင်းနဲ့တွားမယ်စကလုံးတွေကိုတစ်ခုချင်းစတစ်လုံးချင်းစီဖတ်ပြီးတော့တွားမယ်ဆိုဖျားရဲ့တန်တော်ကို
နားစင်နိုင်ဖို့ပေါ့နော်ကြားနိုင်ဖို့ကပို့ပြီးတော့ကျွန်တော်တို့အတွက်လွယ်ကူပါတယ် I recently had a young man that said to me, I've never heard God's voice. And I said, well, today you will. sorry I said, today he will hear God's voice. He's never heard all God's right voice. ကလေးလေးတယောက်ပေါ့နော်ယောက်ျားလေးတယောက်လာပြီးတော့ကျွန်တော်ကိုလာပြီးပြောတယ်ဖျားရဲ့တိုင်ကိုကျွန်တော်မကြားဘူးဆိုပြီးလာပြီးပြောတယ်ပြီးတော့ကျွန်တော်ဘယ်လိုခွန်အားပေးလဲဆိုတော့ဖျားနဲ့စတိုက်စကားပြောနေပါမထင်မှတ်တဲ့အချိန်မှာလဲစကားဖျားသခင်ကတင့်ကိုစကားလာပြောနိုင်ပါတယ်ဆိုပြီးကျွန်တော်သူ့တိုက်တွန်းပါတယ် So I gave him a little exercise. I gave him a piece of scripture to read. And I told him to do the same exercise, read it through twice, get familiar with it, slow down, ask the Holy Spirit to speak to him. And I said, what will happen is little thoughts may come to you. I said, whatever comes to your mind, write it down. ကျွန်တော်သူ့ဘယ်လိုအကြံဉာဏ်ပေးလဲဆိုတော့ကျမ်းစာဖတ်တဲ့အချိန်မှာအကုန်လုံးပေါ့နော်ကျမ်းစာကိုပထမအချိန်မှာဆိုရင်ဒီတိုင်းပဲဖတ်လိုက်ဒုတိယတတိယအချိန်အဲ့လိုမျိုးဖတ်နေတဲ့အချိန်မှာခုနပြောသလိုပေါ့နော်ဖျားကဘေးကျမ်းပိုက်ကနေဘေးစကလုံးကနေကျွန်တော်တို့ကိုစကားပြောချင်လဲဆိုတာကိုစိတ်နှလုံးအတွင်းနဲ့ဖတ်ပြီးတော့ဖျားရဲ့တန်တော်ဒါမှမဟုတ်ကျွန်တော်ရဲ့စိတ်နှလုံးကိုဒီကျမ်းပိုက်ကဒီစလုံးကကျွန်တော်ကိုအသက်တော်လာထိရဆိုပြီးတော့ထင်ရင်စာအုပ်တစ်ခုမှာပဲဖြစ်ဖြစ်ခြာရေးလိုက်ပါပြီးတော့အဲ့ဒီတင်ရဲ့စိတ်နှလုံးကိုလာတူထိတဲ့စကလုံးကဖျားသခင်တင်စကားပြောတဲ့ကျမ်းပိုက်ပဲဖြစ်ပါတယ်ဆိုပြီးကျွန်တော်တူတိုက်တွန်းပါတယ် So he sat down and read it, and I said, read it as if it's God's directing it to you, not to somebody else. Because sometimes we read the word of God and think it's for somebody else, but God wants it to be for you. ကျွန်တော်တို့ကျမ်းစာဖတ်တဲ့အချိန်မှာဘယ်လိုတွေးလက်ရှိလဲဆိုတော့ကျွန်တော်ရဲ့တက်တာထဲမှာပေါ့နော်။ဟုတ်ဒီကျမ်းပိုက်ကျွန်တော်ဖတ်တော့တဲ့ကျမ်းပိုက်ကသူအတွက်ပေါ့နော်ကျွန်တော်တို့အတွက်ဘယ်တော့မှမခံယူဘဲနဲ့တခြားတော့သူအတွက်အများအားခံယူလက်ရှိရဲအဲကြောင့်မလို့ကျမ်းစာပဲဖတ်တဲ့အခါမှာသူတပတ်အတွက်ဖတ်တာမဟုတ်ဘဲနဲ့မိကူကိုယ်တိုင်အတွက်ဖတ်တဲ့ကျမ်းစာဖြစ်ဖို့တကယ်အရေးကြီးပါတယ် So when he finished this little exercise, he came to me excited. He said, I've got a whole page of words here that God's spoken to me for the first time. ကျွန်တော်ပြောသွားတဲ့နေရာမှာပေါ့နော်နေ့လက်အတိုင်းသူဖတ်သွားတဲ့အခါမှာသူကျွန်တော်စီပြန်လာပြီးတော့ကျွန်တော်ဖတ်သွားတဲ့ကျမ်းပိုက်တစ်ပိုက်လုံးထဲမှာဖျားရဲ့စကားပြောတိုင်းကိုကျွန်တော်ကြားရတယ်ဆိုပြီးတော့ကျွန်တော်စီမှာလာပြီးတက်တည်ခံသွားပါတယ်တဲ့ Sometimes God speaks to us with a prompting from the Holy Spirit. ဖျားသခင်ကကျွန်တော်တို့ကိုဝိညာဉ်တော်ဖျားရဲ့မဆခြင်းနဲ့ထောက်ပံ့ခြင်းနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလာပြီးစကားပြောလက်ရှိပါတယ် Sometimes he will ask you to do something. It will just be a thought that comes out of the blue, out of nowhere. တခါတလေကျွန်တော်တို့ရဲ့မတိစိတ်ထဲကနေပေါ့နော်ဝိညာဉ်တော်ဖျားကစကားပြောနိုင်တယ်အဲ့ဒါကျွန်တော်တို့ကလှလျူရှုတတ်တဲ့တခါတလေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒါကျွန်မရဲ့ဒီတိုင်းအတွေ့ခေါ်ပြဖြစ်နိုင်တယ်ဆိုပြီးတော့ကျွန်မတို့ကလှလျူရှုရဲတကယ်တော့ဝိညာဉ်တော်ဖျားကကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာလဲစကားပြောနိုင်တာဖြစ်ပါတယ် Amen. Have you ever had that prompting where something comes to your mind and it's not your thoughts and you feel that I must go do something, but I don't, you just don't think it's you, but it's God usually speaking to you. တင်တို့ရဲ့တက်တာထဲမှာပေါ့နော်ဝိညာဉ်တော်ဖျားကစကားပြောတာလားတောင်မှမဟုတ်ရင်ကိုယ့်ရဲ့ဒီလောကစိတ်ပိုင်းဆိုင်ရာနဲ့တွေးပြီးတော့ပေါ်လာတဲ့အတွေးလားဆိုပြီးတော့ကျမတို့ရဲ့တက်တာထဲမှာဘယ်လိုဒီလိုမျိုးကြုံရတဲ့အခြေအနေရှိခဲ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ် I'm going to tell you a story that happened in America, I think it was, or South America, of a young man who was in his car driving to the shops. And he passed another set of shops to get to the one he was going to. And when he drove past a certain shop, he felt a prompting of the Holy Spirit saying, go into that shop. But he ignored it. He kept driving. I can do a long version here. ကျွန်တော်ပုံပြင်တစ်ခုပြောပြမယ်တဲ့ South America ကိုတွားတော့အဲ့ဒီမှာကလေးငယ်တယောက်ပေါ့နော်ယောက်ျားလေးတယောက်က shopping တွားဖို့ကားမောင်းပြီးတော့အဲ့မှာတွားဖို့သူ့မှာလုံးစော်တဲ့သူ့ရဲ့စိတ်ပိုင်းမှာပေါ့နော်သူ့လုံးစော်တဲ့တခုခုသူအတန်ကြားတယ်တဲ့ဒါပေမဲ့ तू တကယ်တော့အဲ့ဒီ shopping တွားဖို့စိတ်ထဲမှာစိတ်ကူးမရှိခဲ့ဘူး On his way back, he passed the same set of shops and he got another prompting, go into that shop. And he thought, this must be God because I've done my shopping. तू address သူတကယ်ဘာလဲ shopping တွားတာ तू address ဆိုရင် तू ပြီးပြီပေါ့နော်ဒါပေမဲ့ तू ရဲ့စိတ်ထဲမှာပြန်လုံးဆော်မှုရတဲ့ဟာက तू အဲ့ဒီ shopping ထဲကိုပြန်သွားပြီးတော့
shopping ထက်ပြန်သွားဖို့သူနူးစော်တဲ့ဝိညာဉ်တစ်ခုပေါ့နော်သူအဲ့ဒါကြားသွားတာဖြစ်တယ်ဒါပေမဲ့သူနှစ်ကြိမ်အဲ့လိုမျိုးကြားတော့သူရဲ့စိတ်ထဲမှာလည်းမတင်ကားဖြစ်တာပေါ့နော်အဲ့အကြောင်းမို့သူကပြန်သွားပြီးတော့အဲ့ shopping mall ကိုပြန်သွားဖို့ဆုံးဖြတ်လိုက်တယ်တဲ့ So the man pulled over in his car and he walked towards the shops. And God spoke to him and said, inside the shop, there will be a Pepsi Cola machine, drink machine in the corner. I want you to go there and stand on your head. ပြီးတော့ဘာတန်ကြားလဲဆိုတော့အဲ့ဒီမှာအဲ့ဒီ shopping ကိုပြန်သွားပြီးတော့သူလည်းသူကြားတဲ့အတန်တိုင်းပေါ့နော်ကားကိုရပ်ပြီးတော့ shopping ထဲကိုသွားတယ်ဒီဆိုင်ထဲဝင်တော့တဲ့ Pepsi ထုတ်တဲ့ set အဲ့ဒီနားမှာသူကတခုလုံးဆရာရှိရဲဆိုတာသူတွေ့သွားတယ်တဲ့ What would you have thought if that happened to you? အဲ့ဒီလူမျိုးအတွေးခေါ်တယ်ကျွန်တော်တို့ဘောအသက်ရောက်တယ်ဆိုရင်တင်းအနေနဲ့ဆိုရင်တင်းဘာလုပ်ရမလဲတဲ့ You probably go, that's not God, that's probably the devil. အဲ့လိုမျိုးအတန်မျိုးပေါ့နော်ကျွန်တော်တို့ကျမတို့တခါမှမကြားဘူးတဲ့အဲ့လိုမျိုးthe same အတန်အဲ့လိုမျိုးစိတ်ထဲမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးကြားမိရဆိုရင်အိုးအဲ့ဒါဖျားသခင်ထံကနေလာတဲ့အတန်မဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့ဘာလဲနီယယ်ညင်းမိမယ်ထင်တယ်တဲ့နော် But he felt so strong about it, came back again, go inside the shops, find the Pepsi machine, stand on your head. And he knew that had to be God. So he went into the shop, but he goes, if there's no Pepsi machine, I'm not going to do it, right? So he walks in the shop and he sees a Pepsi machine down the end. And he thought, oh no. သူကြားတဲ့အတန်တိုင်းပေါ့နော်သူဆိုင်ထဲကိုပြောင်းဝင်ပြီးတော့ဘယ်လိုလုပ်လဲဆိုတော့ဒီဆက် Pepsi ဆက်ရဲ့ဘေးနားမှာမတ်တရက်ပြီးတော့လေအဲ့လိုမျိုးသူကြားတဲ့အတန်တိုင်းလုပ်တဲ့ခါမှာဖျားရဲ့အမှုတပြုတ်တဲ့အရာတစ်ခုသူတွေ့သွားတယ်ပေါ့နော် So he looked around, there was not many shoppers there, so he thought it was good because he didn't want to make a fool of himself. Sorry. He didn't want to make a fool out of himself by, He looked around, there was not many people, so he thought, okay, I can quickly do this. သူပြောရှင်တာဒီဆက်ရဲ့ဘေးမှာသူမတရပြီးတော့ပေါ့နော်တကယ်တော့သူအဲ့ဒီဆက်ဘေးမှာ Pepsi ကိုရောင်းတဲ့သူမရှိဘူးအဲကြောင့်မလို့လူတွေလာတဲ့ခါမှာအိုးဒီမှာသူတို့ကိုကိုငင်မဲ့လူမရှိဘူးဆိုတော့ကျွန်တော်လုံနိုင်တယ်ဆိုတော့အကူငင်တစ်ခုဖြစ်သွားတာပေါ့နော်သူရဲ့တက်တာက So he quickly ran over to the machine, stood on his head, and as he did, he heard a man, the cashier man, doing the sales, he starts to cry. You can tell him that bit. သူ okay ကျွန်တော်ပြန်ပြောသူဆိုင်ထဲဝင်တယ်ဒီဆက်ရဲ့ဘေးမှာသူမတရတာကခေါင်းကိုဒီအောက်ပိုင်းပေါ့နော်အဲ့လိုမျိုးစောက်ထိုးရက်တာဒီတိုင်းကျမတို့ဆိုရင်ဒီတိုင်းရက်တယ်เนาะဒါပေမဲ့သူကခေါင်းကိုမြေပြင်ပေါ်မှာထားပြီးတော့အဲ့လိုမျိုးစောက်ထိုးလဲမှာအဲ့ဒါကိုသူ့ရဲ့ဘေးမှာရှိတဲ့ဆိုင်ဆောင်တဲ့တယောက်ကအဲ့ဒါတွေ့ပြီးတော့သူစကားတော့မပြောဘဲနဲ့ပေါ့နော်အလိုလိုသူကငိုလာတယ်တဲ့ So he was wondering why this man started to cry. So he got back onto his feet, went over to the man and said, are you okay? ပြီးတော့သူငိုတန်ကိုကြားတဲ့ခါမှာသူကလည်းအော်ပြီးတော့အဲ့ဒီဆိုင်ဆောင်တဲ့ဘေးကသူငိုသွားတဲ့အရောက်တယောက်ပေါ့နော်သူ့ဘေးကိုလာပြီးတော့ဘာဖြစ်လို့တကယ်ချင်ငိုတာလဲဆိုပြီးတော့သူငိုတဲ့အကြောင်းလာမေးသွားတယ်တဲ့ The man at the checkout says, you don't understand what's just happened. အဲ့ဒီငိုသွားတဲ့လူကောင်လေးပေါ့နော်သူကပြန်ပြောတယ်ကျွန်တော်ဘာကြောင့်ငိုရဲဆိုတာတင်နားလည်မှာမဟုတ်ဘူးဆိုပြီးတော့သူကပြန်ထိုးတယ်တဲ့ And the man thought, well, yes, I do. I just stood on my head. ကျွန်တော်ခေါင်းနဲ့စောက်တိုးအဲ့လိုမျိုးမတည့်ရနေလို့တင်ငိုသွားတာလဲကျွန်တော်ဗာလဲ happy ဟိုယုံစားနေရမတဲ့ဒါတော်ရန်ချီ But the man at the checkouts pulled open a drawer and said, do you see what's in this drawer? And he looked down, there was a gun in there, a gun. အဲ့ဒါငိုသွားတဲ့တယောက်ကပေါ့နော်ဗာပြန်ပြောလဲဆိုတော့တင်းရဲ့ဘေးကရှိတဲ့အန်ဆွဲပေါ့နော်အဲ့ဒါဆွဲကြည့်လိုက်တဲ့အဲ့ဒီမှာဗာရှိလဲဆိုတော့တနက်တလက်ရှိတယ်အဲ့ဒါကျွန်တော်တွေ့ခဲ့တယ်ပေါ့နော်အဲ့ဒါကျွန်တော်ငိုတာဖြစ်တယ်တဲ့ The man went on to say, after this shift, I was going to go home and shoot myself, kill myself. တကယ်တော့ကျွန်တော်တနက်ထားအဲ့ဒီတနက်ကကျွန်တော်ထားတာဖြစ်တယ်ကျွန်တော်ဆိုင်ရောင်းတာပြီးပြီးအချိန်ကအလုပ်ချိန်ပြည့်ပြီဆိုရင်ကျွန်တော်အိမ်ပြန်ပြီးတော့အဲ့ဒီတနက်နဲ့ကျွန်တော်ကိုတတ်သိဖို့အကြံစီရှိတာဖြစ်တယ်ဆိုပြီးတော့သူပြောသွားတယ်တဲ့ Because he was going through some difficult moments and he felt there's no hope. So I may as well kill myself. That's what he felt.
အဲ့ဒီဆိုင်ဆောင်တဲ့သွားပါပြောသွားလဲဆိုတော့ကျွန်တော်ရဲ့အသက်တာမှာအခက်ခဲဆိုတာကျွန်တော်အတွက်အများရှိရပေါ့နော်မတက်နိုင်တော့လို့ကျွန်တော်အသက်ကိုကျွန်တော်ယူပြီးတော့တတ်သိဖို့ကြံစီထားတာရှိတယ်ဆိုပြီးသူပြောသွားပါတယ်တဲ့ But as he was thinking about this, he started to think, is there a God? I'm not sure. I don't know if there's a God. And he said, God, if you are real, I want you to prove yourself. And he thought, what could I say that was crazy to prove himself? So he said, God, if you are real, I want someone to come in here and stand on their head in front of the Coke machine or the Pepsi machine. တကယ်တော့အဲ့ဒီဆိုင်ဆောင်တဲ့လူကသူ့ကိုယ်သူဖျားနဲ့စကားပြောပြီးတော့ပေါ့နော်ဖျားသခင်ဆိုတာတင်းတကယ်ရှိရဆိုရင်ဖျားသခင်တကယ်ရှိရဆိုရင်ကျွန်တော်ကိုတက်တီထိုးပါဒီ Pepsi set ရဲ့ဘေးမှာပေါ့နော်လူတယောက်လာပြီးတော့သူခုနကတော့မတည့်ဇောက်ထိုးနဲ့သူ့ရဲ့ခေါင်းကိုအဲ့လိုမျိုးလုပ်တယ်လို့ပေါ့နော်လာပြီးတော့လူတယောက်ကိုလာခိုင်းစေဖို့ဆိုပြီးတော့ကျွန်တော်ဖျားကိုစိန်ခေါ်ခဲ့တယ်ဆိုပြီးအဲ့ဒီဆိုင်ဆောင်တဲ့လူကအဲ့ဒီကလေးလေးကိုပြောသွားတယ်တဲ့ So God wants to speak to his people no matter where you're at. အဲ့ဒါကြောင့်မို့လို့ဖျားရဲ့အတန်တော်ကိုကျွန်တော်တို့နားထောင်ဖို့ဒါမှမဟုတ်ဖျားရဲ့အတန်ကိုကြားဖို့ဆိုတာကကျွန်တော်တို့လူအညံနဲ့တတ်မှတ်လို့မရပါဘူးတဲ့ God will often speak to us in dreams and visions as well. ဖျားသခင်ကကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာဘယ်မဟုတ်ဘဲနဲ့အိမ်မက်တွေပဲဖြစ်ဖြစ်ယူပါယုံတွေမှာလည်းစကားပြောနိုင်တဲ့ဖျားဖြစ်ပါတယ် As Joel 2:28 reminds us, and it shall be afterwards, I pour out my spirit on all flesh, and your sons and your daughters shall prophesy, and your old men shall dream dreams, your young men shall see visions. ယောလအနာဂတိကျမ်းဂျူအယ်မှာခန်းချင်းနဲ့အငယ်28မှာထုံနောက်မှလူအပေါင်းတို့အပေါ်သို့ငါဤဝိငင်တော်ကိုတွန်းလောင်းမည်တင်တို့၏သားသမီးတို့သည် prophet ပြုဟောပြောကြလိမ့်မည်တချီဝါကြီးတို့သည်အမက်ကိုမြင်ရလိမ့်မည်လူပြိုတို့သည်လည်းစိတ်အာယုံကိုမြင်ရကြလိမ့်မည်တဲ့ So God will speak through you from visions and dreams. You'll see things sometimes. အဲကြောင့်မလို့ကျမ်းစာထဲမှာလည်းကျွန်တော်တို့တွေ့ရပါတယ်လူတော်များများပေါ့နော်ဖျားသခင်ကသူတို့ရဲ့အိမ်မက်ထဲမှာယူပါယုံထဲမှာလည်းစကားပြောလက်ရှိတဲ့ဖျားသခင်ဖြစ်ပါတယ် Sometimes he'll speak to you through other people coming to you with a word from him. ဖျားသခင်ကလူတစ်ယောက်ကိုသုံးပြီးတော့တင်းရဲ့အသက်တာအတွက်လိုအပ်တဲ့အရာတွေကိုစကားပြောနိုင်တာဖျားလည်းဖြစ်ပါတယ် God will use your pastors, God will use your friends, even strangers sometimes. ဖျားသခင်ကကျွန်တော်တို့ရဲ့ဆရာသမားတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့မိသားစုတွေကလူတစ်ယောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်တစ်စိမ့်တစ်ယောက်ကိုပဲဖြစ်ဖြစ်ဖျားသခင်အသုံးပြုနိုင်ပါတယ် We need to discern, though, what is God's word. God's voice aligns with his words, so he'll never speak anything that's different to the scripture. ဖျားရဲ့တန်တော်ဆိုတာကသူ့ရဲ့နှုတ်ကပတ်တော်ပေါ့နော်ကျမ်းစာနဲ့ဘယ်တော့မှဆန့်ကျင်ဘက်မဖြစ်ဘဲနဲ့ဖျားရဲ့တန်တော်ဆိုတာအမြဲတမ်းသူ့ရဲ့နှုတ်ကပတ်တော်နဲ့တွဲနေတဲ့ဖျားရဲ့တန်တော်ဖြစ်ပါတယ် We need to know what is God's voice because there's a lot of untruth on social media sometimes with explaining God's word and they explain it incorrectly. ကျွန်တော်တို့အသက်ရှင်တဲ့ဒီခေတ်ကြီးမှာပေါ့နော် online social media တွေကျွန်တော်တို့ကြားရတဲ့သတင်းတွေမြင်ရတဲ့အရာတွေအကုန်လုံးဆိုတာကပေါ့နော်အမှန်တကယ်အစစ်အတိုင်းဖြစ်တယ်ဆိုတာယုံကြည်ဖို့တော်တော်ခက်ခဲတဲ့အချိန်ကာလဖြစ်တယ်အဲ့ဒီအချိန်တွင်းမှာဖခင်ရဲ့အတန်တော်ကိုနားထောင်ဖို့ဆိုတာကနှုတ်ကပတ်တော်နဲ့အမြဲတမ်းရှင်အတွဲလာရမယ့်အသက်တာကျွန်တော်တို့လိုအပ်ပါတယ်တဲ့ And this is what Paul warns in Galatians 1:8. He says, but even if we or an angel from heaven preach a gospel to you besides what we preach to you, let him be accursed. ဂလတိဩဝါဒစကားကျတဲ့အငယ်ရှင်းမှာပြောထားတာသို့တော့ငါတို့ကဖြစ်စေကောင်းကင်တမန်ကဖြစ်စေသင်တို့အားငါတို့ဟောပြောသည့်ကောင်းမြတ်သောတည်င်းနဲ့ကွယ်လွဲခြင်းနာသည့်အရာကိုဟောပြောလျင်ထူတို့သည်ဂျိန်ချင်းကိုခံပါစေတဲ့ When God speaks to you, he'll speak into your spirit and you'll feel peace. ဖျားသခင်ကကျွန်တော်တို့ကိုစကားပြောတဲ့အခါမှာဝိညာဉ်တော်ကျွန်တော်တို့ထဲမှာရှိတဲ့ဝိညာဉ်နဲ့သူ့ရဲ့ဝိညာဉ်နဲ့လာပြီးတော့ကျွန်တော်ကိုလာပြီးစကားပြောတဲ့ဖျားဖြစ်တဲ့ဖျားသခင်စကားပြောတဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာမှာငြိမ်သက်ခြင်းရတာဖြစ်ပါတယ် God will not speak a word of confusion, but of peace. ဖျားသခင်ကကျွန်တော်စကားပြောတဲ့အခါမှာပေါ့နော်ဘယ်တော့မှကျွန်တော်တို့ကိုရိမ့်ရိုင်စီမအရာမယုံနိုင်ဆရာကောင်းတဲ့အရာတွေပြောတာမဟုတ်ဘဲနဲ့အမြဲတမ်းကျမတို့ရဲ့အသက်တာထဲမှာငြိမ်သက်ခြင်းကိုပေးနိုင်တဲ့ဖခင်ရဲ့အတန်ဖြစ်ပါတယ် And this is found in 1 Corinthians 14:33.
But God is not the author of confusion, but of peace, as in all the churches of the saints. ကျမ်းစာကိုရင်တူပထမဆောင်ခန်းကြီး14:33မှာတွေ့ရပါတယ်အကြောင်းမူကားဘုရားသခင်သည်ယုံရင်ဆိုင်ခတ်ခြင်းဖြင့်နဲ့ဆိုင်သောဘုရားမဟုတ်ပဲငြိမ်သက်ခြင်းနဲ့ဆိုင်သောဘုရားဖြစ်တော်မူ၏တန်ရှင်းသူတို့၏အတင်းတော်တိုင်း၌ပြုခြင်းတကဲ့သို့တဲ့ And once again in Psalm 85, verse 8, it says, I will hear what God Jehovah will speak, for he will speak peace to his people and to his saints. ဆလန်ခန်းကြီး58အငယ်8မှာလည်းပြောထားပါတယ်ငါသည်ဘုရားသခင်ထာဝရဘုရားမင်းတော်မူသောအရာကိုနားထောင်မည်အကြောင်းမူကားကိုရောသည်မိမိ၏လူမျိုးတော်တည်ဟူသောမိမိ၏တန်ရှင်းသူတို့အားငြိမ်းချမ်းရေးစကားကိုမှုဆိုတော်မူလိမ့်မည်သို့သောသူတို့သည်မိုက်မဲခြင်းဘက်သို့ပြန်မလဲကြပါစေနဲ့တဲ့ So when you're praying and if you feel anxious or fear, it's probably not God that's doing that, okay? ဆိုတော့ကျွန်တော်တို့ဆူတောင်းတဲ့အချိန်မှာပေါ့နော်တခါတလေကြောက်တဲ့စိတ်တွေစူးရင်ပူပန်မှုတွေကျွန်တော်တို့ရဲ့အသက်တာမှာမြင်ရတယ်ဆိုရင်အဲ့ဒါကဖျားထိုင်ကနေလာတဲ့အတန်တော်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့သိဖို့လိုပါတယ် But of course, God can warn you of things to come if it's that you're in danger. ဒီလိုပြောတဲ့အချိန်မှာပေါ့နော်ဖျားသခင်ကဘယ်တော့မှကျွန်တော်တို့ကိုသူစကားနားမထောင်ပဲကျွန်တော်တို့ကြိုက်တယ်လို့မျိုးအသက်ရှင်နေပြီးတော့ဖျားဘယ်တော့မှစူဘူးချိန်မောင်းမှုမရှိဘူးတတိပေးမှုမရှိဘူးဆိုရဲအတိတ်ပဲမဟုတ်ပါဘူးတဲ့ God will speak to those in desperation as well, just to reach all people. He loves everyone. ဖျားသခင်ကလူတိုင်းကိုပေါ့နော်စူရင်မှုရှိတဲ့သူတွေပြောလင်းချစ်ကင်းမဲ့တဲ့သူတွေကိုလည်းစကားပြောနိုင်တဲ့ဖျားဖြစ်ပါတယ် Years ago when I was a youth leader, I was driving into the city to a Christian bookshop to buy a book. And on the way back, I was passing my church. Nobody was in there, but God said, I want you to go in there. And I thought, that's a bit strange. Why would I go in there? There's no need to. And then he reminded me I'd left something behind, so I thought, I'll just go get it. So once again, I was prompted. So I went into the church. Actually, you don't want to go there. I'll go too far ahead of you. Okay. အခုပြောမှာကကျွန်တော်တို့ရဲ့အတင်းတော်ကလူငယ်ကောင်းဆောင်ပေါ့နော်လူငယ်ကောင်းဆောင်တယောက်သူပြောတော့တာဖြစ်ပါတယ်သူခရစ်ယာန်လူမျိုးဘာသာပေါ့နော်စာအုပ်ရောင်းတဲ့ဆိုင်တစ်ခုကိုတွားပြီးတော့စာအုပ်ဝယ်ဖို့တွားတဲ့အချိန်ဖြစ်တယ်တဲ့ And so I was battling with it. Do I go into the church or don't worry about it? But then it came strong again, go into the church. And I thought, well, there's nobody there. But I had a key because I was a youth leader. So I went into the church, picked up a book that I'd left behind. And as I was coming out of the church, nobody in there, a phone we used to have a pay phone where you put money in to ring out. But we didn't know the number to ring in. As I walked to the door, it started ringing. And I thought, who could be ringing? I don't even know how to ring that phone. You know, I know how to ring out. And actually, better go there. It's good to listen. It's a long story. Alright. အဲ့ဒီလူငယ်ကောင်းဆောင်ပါပေါ့နော်တကယ်တော့စာအုပ်ရောင်းတဲ့ဆိုင်ကိုတွားမှာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာနှိုးဆော်မှုတစ်ခုရတယ်တဲ့ဖျားเจ้าကိုပြန်သွားပြီးတော့တခုခုလို့ဆရာရှိရဆိုမျိုးဆိုတဲ့အတန်မျိုးပေါ့နော်သူ့ရဲ့စိတ်ထဲမှာပေါ်လာတယ်တဲ့ပြီးတော့သူ့မှာလည်းဖျားเจ้าရဲ့တော့ပေါ့နော်သူကလူငယ်ကောင်းဆောင်ဖြစ်လို့လဲသူ့မှာလည်းတော့ရှိရဲအဲ့ဒါသူကင်ထားလို့တော့ဖျားเจ้าကိုပြန်သွားပြီးတော့တော့ဖွင့်တဲ့ခါမှာတဲ့စာအုပ်တွေးလိုက်တယ်ဒီစာအုပ်ပေါ်မှာဖုန်းတစ်လုံးပေါ့နော်အဲ့ဒါဖုန်းတစ်ခုခုကြံခဲ့တာပေါ့နော်အဲ့လိုမျိုးအတန်သူ့မှာကြားရတယ်တဲ့ So I was surprised to hear a phone ring that nobody knew the number of because it was only used to ring out. We had to put money in to make a phone call out, but nobody knew the number to ring it because we had office phones. That was not part of that. And it started ringing and I thought, shall I answer it? So I did. I answered it. And on the other end of the line was a work colleague of mine that I used to work with when I was a mechanic. And he said to me, he was drunk. He was drunk and he was in distress. And he said to me, is that you, Ian? And I said, yes. I said, how did you know I was here? Because I didn't even know I was going to be there. He said, God told me to ring this number. And I said, well, I will wait for you. I said, you know where I am because you rang the number. So I said, come to the church. And he drove to the church. And I said, what's going on? And he said, I just had an incredible
encounter. He said, I was so upset. I got drunk because my girlfriend of 2 years left me. And I wanted to kill myself. He said he got in his car, drove up really fast, looking for a tree or something to smash into. And he said, as I got faster and faster, a small voice said, take your foot off the accelerator. And he said he tried to avoid the voice, but he just said he couldn't. And he pulled over the side of the road and he broke down crying. And he said a voice spoke to him, says, ring this number. And he rang that number and I was on the other end. all right. သူဖျားเจ้าပြန်လာတဲ့အချိန်မှာပေါ့နော်ကျန်းစာအုပ်ရဲ့ဘေးမှာသူတကယ်တော့သူ့ရဲ့ဖုန်းလေးကြံခဲ့တာဖြစ်တယ်တဲ့အဲ့ဒီဖုန်းကြံသူဖျားเจ้าထဲရောက်တဲ့အချိန်မှာဖုန်းဝတ်တခါတဲ့ဖုန်းခေါ်တန်ကြားရတယ်အဲ့ဖုန်းခေါ်တန်ကသူ့ရဲ့ဖုန်းနံပါတ်နဲ့save ထားတဲ့ contact မဟုတ်ဘူးပေါ့နော်အဲ့နဲ့သူကဒီဖုန်းနံပါတ်ကဒီဇိုင်းတယောက်ကနေလာတာဆိုတော့ကျွန်တော်ကန်ရမလားမကန်ရဘူးလားဆိုပြီးတော့ကျွန်တော်နည်းနည်းတုံဆိုင်နေပေါ့နော်အဲ့လိုမျိုးစောင့်ဆိုင်ပြီးတော့ဘာဖြစ်ဖြစ်ကျွန်တော်ကန်လိုက်မယ်ဆိုတော့သူကကန်လိုက်တယ်တဲ့သူကန်လိုက်တဲ့အချိန်မှာဒီဖုန်းကသူတို့ရဲ့အတင်းတော်ထဲကလူငယ်တယောက်လည်းဖြစ်တယ်သူ့မှာရေးစားရှိရပေါ့နော်သူတွဲတာက2နှစ်ကျော်ပြီဒါပေမဲ့ကောင်မလေးကသူ့ဖြစ်လိုက်တယ်တဲ့သူ့ဖြစ်လိုက်တော့သူအသေးကွဲတာပေါ့နော်အသေးကွဲတော့သူကကမ်းမောင်းနေရင်းနဲ့သူဒီလူငယ်ဆရာကိုသူကဖုန်းခေါ်တာဖြစ်တယ်တဲ့အဲ့နဲ့သူကသူရဲ့စိတ်ထဲမှာပေါ့နော်ကျွန်တော်ဒီဖုန်းနံပါတ်ကိုခေါ်မယ်သူ့ဖုန်းပြောမယ်ဆိုတဲ့ကျွန်တော်ရဲ့ဝိညာဉ်ပိုင်းမှာပေါ့နော်တကယ်ကျွန်တော်ကိုတွေးဆောင်တဲ့အတန်ကျွန်တော်ကြားရတယ်အဲအကြောင်းမလို့ဒီဖုန်းနံပါတ်ကိုကျွန်တော်ခေါ်တာဖြစ်တယ်ဆိုတော့လူငယ်ပါစတာကိုသူကဖုန်းနဲ့ပေါ့နော်ဆက်ပြီးစကားပြောကြတယ်သူကကားမောင်းရင်းနဲ့သူရဲ့ရှေ့မှာတစ်ပင်အကြီးရှိရတဲ့အဲတစ်ပင်ကိုတခါတည်းတမင်တက်ပေါ့နော်တွားပြီးတော့တိုက်ပြီးတော့အသက်ပါတခါတည်းဆုံးရှုံးဖို့သူ့မှာအကြံစီအဲ့လိုမျိုးရှိရတဲ့ So I said to him, you heard the voice of God. That was God's voice speaking to you. That just doesn't happen normally. ထုံးနည်း၎င်းပဲပေါ့နော်ဒီလူငယ်ကောင်းဆောင်တဲ့သူတို့ရဲ့တင်းတော်ထဲကဒီလူငယ်လေးပေါ့နော်သူတို့ရဲ့အသက်တာထဲမှာကျွန်တော်တို့တွေ့ရတယ်လို့ပဲဝိညာဉ်တော်ဖျားစကားပြောတဲ့အခါမှာကျွန်တော်တို့မျောလင့်ထားတဲ့နီလန်းနဲ့ပဲမဟုတ်ဘဲနဲ့အမြဲတမ်းမမျောလင့်ထားတဲ့နီလန်းကနေအမြဲတမ်းစကားပြောတဲ့ဖျားဖြစ်တယ်ဆိုတော့ကျွန်တော်တို့အမြဲတမ်းမှတ်ယူဖို့အရေးကြီးပါတယ် Amen. So I spoke to him and I said, you need to give your life to Jesus. နဲ့ကျွန်တော်တို့ရဲ့တင်းဒီကျွန်တော်ဖုန်းခေါ်တဲ့လူငယ်နဲ့စကားပြောပြီးတော့တင်းရဲ့အသက်တာကိုဖျားစီအပ်လိုက်ပါဖျားထန်လာပြီးတော့အသက်တာကိုပုံသွင်းလိုက်ပါဆိုပြီးတော့ကျွန်တော်သူ့တိုက်တွန်းလိုက်ပါတယ်တဲ့ Amen. So as you can see from that story, God goes to great lengths to get his voice to be heard that he may win people to himself. ဆိုတော့ဖျားရဲ့တန်တော်ကိုကျွန်တော်တို့ကြားတဲ့အခါမှာအဲ့ဒါကအလဟာတမဟုတ်ဘဲနဲ့ပေါ့နော်လူတစ်ယောက်ရဲ့အသက်တာနဲ့ဖျားသခင်ရဲ့အတန်တော်ဒါမှမဟုတ်ဖျားရဲ့အလိုတော်ကိုလူတစ်ယောက်ကတွေ့မြင်နိုင်ဖို့ရအတွက်ဖျားသခင်ကကျွန်တော်တို့ကိုစကားပြောတာဖြစ်ပါတယ် So we need to be able to get in the right environment to hear God. We need to, as it says in Psalm 46 verse 10, be still and know that I am God. We need to pull away from the crowds like Jesus did. Jesus pulled away from the crowd so he could be in that silent place to be still and hear the voice of the Father. အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့တက်တာထဲမှာတခါတလေဖျားရဲ့တန်တော်ကိုကြားဖို့ရအတွက်ပေါ့နော်ငိမ်သက်တဲ့ပတ်ဝန်းကျင်ဒါမှမဟုတ်ရင်မှန်ကန်တဲ့နေရာမှာရှိဖို့လဲကျွန်တော်တို့တကယ်အရေးကြီးပါတယ်တဲ့စာလံကျခန်းကြီးလေးစကြောင်းငယ်30မှာပြောထားပါတယ်ငင်ဝတ်စွာနေ၍ငါသည်ဖျားသခင်ဖြစ်ကြောင်းဒီမကြလောငါသည်လူမျိုးတကာတို့အလယ်တွင်ချီးမြှောက်ခြင်းရှိလိမ့်မည်ကဘာမြေကြီးပေါ်တွင်ချီးမြှောက်ခြင်းရှိလိမ့်မည်တဲ့ And when we enter into his presence in prayer time, we must approach him with reverence rather than just he's my good old buddy. ဖျားသခင်နဲ့ပေါ့နော်ဖျားရဲ့မျက်နာတော်ကိုရှာတဲ့အချိန်မှာအများသောအားဖြင့်ကျွန်တော်တို့ကတငယ်ချင်းမိတ်ဆွေပေါင်းတင်လူမျိုးဖျားရဲ့မျက်နာကိုဗာလဲရှာတက်လက်ရှိကြတယ်အဲ့ဒါလည်းစိုးတာမဟုတ်ပါဘူးပေါ့နော်ဒါပေမဲ့တခါတလေမှလည်းကျမတို့ရဲ့အသက်တာထဲမှာသိရှိဖို့ကဖျားသခင်ရဲ့မျက်နှာတာကိုရှာတဲ့အချိန်မှာယူတည်တဲ့စိတ်နဲ့ကြောက်ရွံ့တဲ့စိတ်နဲ့ဖျားရဲ့မျက်နှာကိုရှာဖို့လည်းအရန်အရေးကြီးပါတယ် And that's what we're reminded by Jesus where the disciples asked him, Jesus, how do we pray? In Matthew 6:9 it says, therefore pray this way, our Father who is in heaven, hallowed be your name. Hallowed means to be set apart. We must come to God with a set apart heart and focus.
အဲ့ဒါကြောင့်မို့လို့ပေါ့နော်ဖျားသခင်ယေရှုရဲ့နှောက်လိုက်တဲ့သူတွေကကျွန်တော်တို့သခင်ယေရှုပေါ့နော်ကျွန်တော်တို့ဘယ်လိုဆူတောင်းရမလဲဆိုပြီးဆူတောင်းတဲ့အကြံကိုမေးတဲ့အချိန်မှာကျွန်တော်တို့အမြဲတမ်းဖတ်လက်ရှိတဲ့ရှင်မသက်ခရစ်ဝင်ခန်းကြီး6အငယ်9မှာတွေ့ရပါတယ်ထို့ကြောင့်ဤသို့ဆူတောင်းကြလောတဲ့ကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့အဖကိုရောဤနာမတော်သည်ယူသည်လမြတ်ချင်းခံရပါစီတော်တဲ့ဖျားသခင်ရဲ့နာမတော်ဆိုတာကကျွန်တော်တို့အမြဲတမ်းယူသည်ပြီးတော့ကြောက်ရွံ့တဲ့စိတ်နဲ့ဖျားရဲ့မျက်နာကိုအမြဲတမ်းရှာရမယ့်လူတွေပဲဖြစ်ပါတယ် And when we pray, we must take time to listen. Too many times we come to God with a big shopping list and we just rattle all off and we don't spend any time to listen to what He has to say. များသောအားဖြင့်ကျွန်တော်တို့ဖျားရဲ့မျက်နာကိုရှာတယ်ဖျားထန်ဆုတောင်းတယ်ဆိုတဲ့အခါမှာပေါ့နော်shopping သွားတယ်လို့ပေါ့ဥပမာပစ္စည်းဝယ်မယ်အစားတောက်တွေကိစ္စဘာတစ်ခုဝယ်မယ်ဆိုရင်စရင်ပြုစုကြတယ်ပေါ့နော်အဲ့ဒီစရင်အတိုင်းကျွန်တော်တို့ဝယ်တယ်ဘာတစ်ခုမှမစင်စားတော့ပဲနဲ့ကျွန်တော်တို့လူချင်တာအကုန်ရပြီဆိုတဲ့ခါတည်း shopping mall ထွက်တယ်ပေါ့နော်အဲ့လိုမျိုးပဲဖျားနဲ့စကားပြောတဲ့အခါမှာလဲကျွန်တော်တို့ထူနေကိုမတုံးပဲတဲ့ပေါ့နော်ဖျားရဲ့အတန်ကိုနားထောင်ဖို့ရအတွက်လဲအချိန်တော်တော်လေးပေးရမှာဖြစ်ပါတယ်တဲ့ God is more interested in your time with Him than what He is in your shopping list. ဖျားသခင်ကကျွန်တော်တို့ရဲ့shopping list ဈေးသွားတဲ့ပေါ့နော်ဈေးသွားတဲ့စရင်ကိုပဲဖျားကလိုချင်တာမဟုတ်ဘဲနဲ့သူရဲ့အတန်တော်ကိုကြားနားထောင်တက်တဲ့နှလုံးသားလဲလိုငါတဲ့ဖျားဖြစ်ပါတယ်တဲ့ As Psalm 37 verse 7 says, rest in the Lord and wait patiently for Him. ဆလံအခန်းကြီး30ခုမှာပြောထားပါတယ်ထာဝရဘုရားရှိတော်၌တိတ်ဆိတ်စွာနေ၍ကိုရောကိုငှန့်လှင့်လောဆိုပြီးတော့ဘုရားကိုယုံကြည်ခြင်းအပြည့်နဲ့ပေါ့နော်ဘုရားသခင်ထံကနေအတန်ကိုကြားရဖို့ရန်အတွက်ကျွန်တော်တို့လိုအပ်ပါတယ် And rest doesn't mean fall asleep. ဖျားသခင်ကအနားယူပါဆိုပြီးကျွန်တော်တို့ကိုပြောတဲ့အခါမှာအိတ်ခိုင်းတာမဟုတ်ပါဘူးတဲ့ But it means to be patiently waiting on Him to hear His voice. ဖျားသခင်လိုချင်တဲ့စကားမျိုးကဖျားသခင်ထံကနေကြားရဖို့ပေါ့နော်ဖျားရဲ့တန်ကိုကြားရဖို့ရအတွက်ကျွန်တော်တို့ကိုအနားယူစေတဲ့ဖျားဖြစ်ပါတယ် And not only waiting to hear His voice, but obedient to what He will say to you. ဒီအတန်တော်ကိုနားထောင်တဲ့အချိန်မှာအနားယူတဲ့အချိန်မှာဖျားထံကနေလာတဲ့အတန်ကိုကြားတဲ့အခါမှာပေါ့နော်ကျမတို့ကလည်းနေချစွာဖျားရဲ့တန်တော်ကိုကျွန်တော်တို့ကြားတဲ့အတန်ကိုနားထောင်ဖို့ရန်အတွက်လည်းဖျားအလိုတော်ရှိပါတယ် One day I was in a prayer meeting with, this is before she was my wife. We were in a prayer meeting and Sharon, my wife now, came to me and said, I've got a pretty sore back. And I said, well, that's good. Let's pray for something else. ကျွန်တော်တခါပေါ့နော်ကျွန်တော်ရဲ့မိန်းမနဲ့ဆူတောင်းဖွင့်ရအတွက်အတူတကွထိုင်ပြီးတော့နေတဲ့အချိန်မှာကျွန်တော်မိန်းမလာပြီးတော့ဘာလို့ဖို့ဒီတိုင်းငိန်နေရလဲပေါ့နော်ဘာဖြစ်လို့ဒီတိုင်းစကားမပြောဘဲနဲ့ဒီတိုင်းငိန်နေရလဲဆိုတော့ကျွန်တော်လာပြောတယ်ကျွန်တော်လည်းသူပြောဖျားတခင်နဲ့စကားပြောဖို့အချိန်ယူတာဖြစ်တယ်ဆိုပြီးကျွန်တော်မိန်းမကိုကျွန်တော်ပြန်လိုက်ပါတယ်တဲ့ So I ignored her prayer request. Well, she didn't ask for me to pray. But I went off and I was praying about other things I thought was more important. And God showed me a picture, like an X-ray picture of a spine, and then with a circle drawn around the lower part. You can say that. ကျွန်တော်မိန်းမတကယ်တော့ဆူတောင်းခံဖွင့်ရတဲ့သူရဲ့ဆန္ဒကိုကျွန်တော်လာဖွင့်ပြောတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ယူပါယုံဒါမှမဟုတ်ကျွန်တော်ရဲ့အတွင်းထဲမှာကျွန်တော်တီးလိုက်တာကပါလဲဆိုတော့နောက်ကျောဒီကျွန်တော်တို့နောက်ကျောပေါ့နော်နောက်ကျောကြီးရဲ့အောက်မှာcycle စဝိုင်းပုံစံလိုမျိုးတစ်ခုတွေ့ရတယ်ကျွန်တော်ယူပါယုံမှာအဲ့လိုမျိုးတွေ့ရတယ်တဲ့ And I thought, that's unusual. I've never seen anything like that. But then suddenly I was reminded that Sharon's back, she had a back pain. And I put the two together and thought that must be God wanted me to pray for her. အဲ့ဒါကကျွန်တော်မိမကိုကျွန်တော်ကြီးလိုက်တဲ့ခါမှာအဲ့လိုမျိုးယူပါယုံရတာဖြစ်တယ်ပေါ့နော်အဲ့နဲ့ကျွန်တော်ပြန်စဉ်းစားတဲ့ခါမှာကျွန်တော်ရဲ့မိမရဲ့နောက်မှာသူ့ရဲ့နောက်ကျောကအနာရှိနေတာဖြစ်တဲ့နောက်ကျောပေါ့နော်သူ့အနာရှိနေတာကျွန်တော်ပြန်ပြီးတော့သတိရလိုက်တယ်အဲ့ဒီသူရဲ့အနာအတွက်ဆူတောင်းပေးဖို့ဖခင်ကကျွန်တော်ကိုလုံးစော်တာဖြစ်တယ်ဆိုတော့ကျွန်တော်ပြန်သတိရလိုက်ပါတယ်တဲ့ So I thought I'd better be obedient. And I went over and said, look, your back pain, where is it? She said, it's down here in the lower part. I said, oh, I just saw a picture of that. And I said, let's pray. And as I prayed, she said, the pain just left. So we must be obedient when we hear God saying something. We not just let it go.
ကျွန်တော်ကြားလိုက်တဲ့ဒါမှမဟုတ်ကျွန်တော်မြင်လိုက်တဲ့ယူပါယုံနဲ့ကျွန်တော်ကြားလိုက်တဲ့အတန်တိုင်းကျွန်တော်ပြုတ်လုပ်တဲ့ခါမှာပေါ့နော်ကျွန်တော်ရဲ့မိန်းမအပေါ်မှာရှိတဲ့သူ့ရဲ့နောက်ကျောအနာတွေလည်းကျွန်တော်သူ့အတွက်ဆူတောင်းပေးနိုင်တယ်အဲ့ဒါထိုနေသူပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာထဲမှာလည်းဖျားရဲ့အတန်တော်ကိုကြားတဲ့အခါမှာဒီတိုင်းလှစ်လူမရှုဘဲနဲ့ကျွန်တော်တို့ကြားတဲ့အတိုင်းအသက်တာမှာဘယ်လဲ step action ယူပြီးတော့ပေါ့နော်တွာလာဖို့လည်းတကယ်အရေးကြီးပါတယ်ဖျားရဲ့တန်တော်ကိုကြားတာပဲမဟုတ်ဘဲနဲ့ကြားတဲ့အတန်အတိုင်းလိုက်နာပြီးတော့အသက်ရှင်ဖို့တကယ်အရေးကြီးပါတယ်တဲ့ Amen. So, in conclusion, I want to say this. If you want to hear from God, you must draw near to Him. If you draw near to Him, He will draw near to you. ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကဘုရားသခင်ရဲ့အတန်ကိုကြားချင်တဲ့ဆိုရင်သူနဲ့နိနိကပ်နေဖို့ဘုရားအလိုတော်ရှိပါတယ်။ကျမ်းစာမှာလည်းပြောထားပါတယ်။ကျွန်တော်နဲ့နေတဲ့သူပေါ့နော်သူတို့စင်မှာကျွန်တော်အမြဲတမ်းစကားပြောလို့ရှိတယ်သူတို့နဲ့အထီးတွေ့တယ်သူတို့နဲ့မေတ္တာရဟဖွင့်ခြင်းနဲ့ကျွန်တော်ပြုလုပ်မယ်ဆိုတဲ့ကျမ်းပိုက်မှာကျွန်တော်လည်းတွေ့ရပါတယ်။ But if you look at that verse, you remember who's got to move first? You do. It says you draw near to Him first. Then He'll draw near to you. ဖျားရဲ့အမှုလှုပ်ဆောင်မှုကိုဖျားဘက်ကနေပေါ့နော်အရင်ဆုံးကျွန်တော်တို့ရဲ့အသက်တာမှာအမှုသစ်ပြုဖို့ကိုလိုအပ်တဲ့ဆောင်ရတဲ့ဆိုရင်ကျွန်တော်တို့ဘက်ကနေအရင်ဖျားကိုတွားကတ်မှာပေါ့နော်ဖျားရဲ့မျက်နှာကိုတွားရှာမယ်ဖျားနဲ့အထီးတွေ့ယူဖို့ကျွန်တော်တို့ဘက်ကနေစပြီးတော့ခြေလန်းလာရမှာဖြစ်ပါတယ် Your starting place with hearing from God is having a relationship with Him. And I don't know where you stand tonight, whether you're all Christians or you're not. But you have an opportunity to enter into His kingdom by making Him Lord and Savior by one prayer. If that's you tonight, I just want you to raise your hand and say, I need Jesus in my life. I want to hear from Jesus. ဒီညနေမှာလဲပေါ့နော်ဒီဖျားเจ้าထဲမှာလာရောက်ကြတဲ့ဖျားချစ်တဲ့သားသမီးတွေအကုန်လုံးပေါ့နော်တချို့ယုံကြည်သူတွေရှိမယ်မယုံကြည်သေးတဲ့သူရှိမယ်ဘယ်ချင်းနေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဖျားရဲ့တန်တော်ကိုကြားချင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်အချင်းနေပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ပေါ့နော်ရှိနေသည်ပဲစေဖျားရဲ့အတန်တော်ကိုကြားဖို့ဆိုရဲယုံကြည်ခြင်းစိတ်ခံစားမှုပေါ့နော်ဗာလဲစာငတ်မှုရှိရဆိုရင်ဖျားသခင်ကျွန်တော်ရဲ့ခေါ်တန်ကိုနားညောင်းဖို့အစဉ်သင့်ရှိနေတာဖြစ်ပါတယ် God is wanting to speak to you tonight. And if that's you, if you want to receive Jesus, just raise your hand with it. Let's just everyone bow their heads for a moment and eyes closed. So you can just tell them to do that. Could I have the keyboard? ဆရာတခုမေးချင်keyboard နှုတ်သုံးsắcထေကိုဒီမှာဆရာမေးချင်တဲ့ဒီထဲမှာပေါ့နော်အကုန်လုံးမျက်စိမိတ်ပြီးတော့ခဏလောက်ခေါင်းတွေကိုငုံထားရအောင်အဲ့ဒီအချိန်မှာကျွန်တော်တို့ထဲမှာတစုံတယောက်ကများဖျားသခင်ကိုကျွန်တော်ရဲ့ကယ်တင်ပန်ရှင်အဖြစ်ကျွန်တော်ရဲ့အသက်သခင်အဖြစ်ကျွန်တော်လက်ခံချင်ပါတယ်ဆိုတဲ့သူများရှိခဲ့တယ်ဆိုရင်ကျေးဇူးပြုပြီးတော့လက်များကိုမြှောက်ပေးပါတဲ့ God is desperately speaking to you tonight. And if you want to respond to Him as your first time salvation or you're coming back to Him, just raise your hand if you want to receive Christ. ဖျားသခင်ရဲ့ကောင်းကြီးပဲဖြစ်ဖြစ်ဖျားသခင်ရဲ့ချစ်ချင်းကိုကျွန်မဒီနေ့ညပထမဆုံးကြိမ်အဖြစ်ခံယူခြင်းနဲ့ဆိုတဲ့သူများရှိခဲ့ရင်ကျေးဇူးပြုပြီးတော့လက်များကိုမြောက်ပေးပါ Okay, second call I want to make tonight is if you're having that difficulty hearing from God, I want you to come out the front. We're going to lay hands on you. We're going to believe that God's going to speak to your heart. He's going to speak to you like you've never heard before. ဒီထဲမှာလည်းဖျားသခင်ရဲ့အတန်တော်ကိုကြားဖို့ရအတွက်ကျွန်မရဲ့အသက်တာမှာတော်တော်လေးအခက်အခဲတွေ့ရပါတယ်ဆိုတဲ့သူများရှိခဲ့ရင်ဒီနေ့ညမှာရှိကိုလာပြီးတော့ကျမတို့တင်းတို့အတွက်ဆုတောင်းကောင်းချီးပေးချင်ပါတယ်တဲ့ We must be hungry for Him. We just say, God, I want to hear from you. ဖျားရဲ့တန်တော်ကျွန်မကြားချင်ပါတယ်ဖျားရဲ့စကားပြောတဲ့ကိုကျွန်တော်စာငတ်ပါတယ်ဆိုတဲ့သူများရှိခင်ရှေ့ကိုထွက်ခဲ့ပါတဲ့ Just come forward. Holy Spirit, I just pray right now, Holy Spirit, ကျွန် just တော် start တို့ to တို့ move က on ဆူ these တောင်းပြီး people. တော့ဝိညာဉ်တော်ဖျားကိုခေါ်ဖျားအောင်သူဝိညာဉ်တော်ဖျားကကျွန်တော်တို့ရဲ့အသက်တာကိုစကားပြောဖို့အစဉ်သင့်ရှိနေတဲ့ဖြစ်တယ်
When you're hungry for God, you'll raise your hands out to receive. So ဝိညာဉ် raise တော် your ကို hands ဆောင်ရ up. တဲ့ဆိုရင်တင်းရဲ့လက်ကိုအကျယ်မြောက်ပြီးတော့ထိုဝိညာဉ်တော်ကိုကြိုးဆိုကြရအောင် Start to acknowledge that you need Him more than anything. တခြားသောအရာအားလုံးချက်ဖျားသခင်ရဲ့မျက်နာတော်ဖျားရဲ့တိုးတဲ့ချင်းဖျားရဲ့ပြောသောစကားတန်ကိုကျွန်တော်ပို့ပြီးတော့စာငတ်ပါတဲ့ကိုရောဆိုရင်ဖျားသခင်ကိုစိတ်နှလုံးအကျွမ်းမဲ့ခေါ်ဖေးရအောင် Start to speak to say, Jesus, I need you. I know you're my Lord and Savior. You're there. You hear me. ဖျားသခင်ကိုပြောရအောင်ကျွန်တော်တို့စိတ်နှလုံးအကျွမ်းမဲ့ကိုရောဒီနေရာမှာကျွန်တော်နဲ့အတူရှိတာဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရဲ့ခေါ်တဲ့ကျွန်တော်ရဲ့တောင်းဆိုတဲ့ကိုရိုနာညောင်းနေဆိုတော့ကျွန်တော်သိပါတယ်ဆိုပြီးယုံကြည်ချက်အပြည့်နဲ့ဖျားကိုစကားပြောရအောင် Holy Spirit, start to say, Holy Spirit, I need to hear your voice. I know you're there. I am ဝိ desperate ညာဉ်တော် for ဖ you. ျားကိုရောကျွန်တော်တို့နဲ့အတူအမြဲတမ်းရှိနေတယ်ဆိုတော့ခုလက်ရှိမှာလည်းကျွန်တော်တို့နဲ့အတူရှိနေတဲ့ဖျားဆိုတာကျွန်တော်တို့ယုံကြည်ပါတယ်ကိုရောကိုတကယ်ဆာငတ်ပါတယ်တောင်းတပါတယ်ဆိုပြီးတော့စိတ်နှလုံးကျွမ်းမဲ့ခေါ်ဖေးရအောင် Holy Spirit, I can't live without you. I am desperate for you. ဝိညာဉ်တော်ဖျားကိုရောမပါဘဲကျွန်တော်အသက်ရှင်လို့မရပါဘူးဆိုပြီးတော့ဝိညာဉ်တော်ဖျားကိုဆာငတ်တဲ့အကြောင်းပြောရအောင် Keep your arms raised to God. We're going to pray right now. We're going to lay hands on you, believing that God's going to touch you, fill you with the Holy Spirit. Let the power of God flow in this meeting right now. Holy Spirit, I just pray right now in the mighty name of Jesus. ဝိညာဉ်တော်ဖျားရဲ့တိုးတဲ့ခြင်းတင်တော်ပုံမှာတရားမှာဖြစ်ပါတယ်။အိုးယုံကြည်ခြင်းပြည့်တဲ့ကျွန်တော်တို့တွေ့ကြရအောင်။ယုံကြည်ခြင်းပြည့်တဲ့ဝိညာဉ်တော်ဖျားကိုခေါ်ဖေးရအောင်။ယုံကြည်ခြင်းပြည့်တဲ့ဝိညာဉ်တော်ဖျားကိုစံရရအောင်။အိုးရီယာရာပါပါပါရီကရှိယာရ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 ာကရှိရီ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 ။အိုးယာရာမမမမမရာမမမကရှိယာရ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 ာကရှိရီရီရီ။အိုး Mama. Oh, Chinore Mu Jingo, Chinore Yego, Beroma Lilu Mashire Pia Goroko Tezutine. Oh, Yarama Marikishia. Oh, winging of Piago Joso by, winging of Piago Nia Bay by, winging of Piago Sanga by. Oh, Tiniama, Tininya Maguro. At the Banta Miro Yapoma Sagap Yoro Muba, Gore Sagap Yochi, Gore Chumi no Tango Noro Nanya Lavai, Horia Rabba Barikishia, Lure Mamina no Ayamya, Lure Matina no Ayamyago, Ho Popiana no Winging of Pia, Grogu Tanga by, Grogu Sanga by, Gloria Ramama Marikishia, Rarikishi. Oh, let the fire of God flow through you. Let the power of God come upon you. God, we're desperate for you. God, we're desperate to hear from you. God, we want to hear your voice. We want to know you more than anything. We are hungry. We are hungry for your presence, hungry for your touch. Come touch us, Lord Jesus. Touch us right now. Holy Spirit. Holy Spirit. Let the fire of God, power of God, touch you now. Power of God. Touch him right now, God. Touch him right now. Touch this man right now. Power of God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 . Sangendo tunya yata tapoma piada ke saga poro buba chongchi do tunya yata tapoma guro tati choro buba oh jono tomorrow khoda go na nyang to pura guro oh yara mama ke shira ke se lure ma pina ne ngai ta chi lure ma lo sang pina ne oh lure ma pina ne county mingalam de guro thanga ne la ma phit pare oh yara mama mari ke se
တော်တို့ရဲ့တက်တော်ဆက်လက်ပြီးတော့ဖျားသခင်จะအနံ့ရအောင်ဒီညနေစာပြီးဖျားသခင်ရဲ့အမှုတင်ကိုကျွန်တော်တို့ရဲ့တက်တာထဲမှာကြိုးဆိုရအောင်ဖျားသခင်လုံနိုင်တဲ့ဆိုတော့ကျွန်တော်တို့ယုံကြည်ရအောင်ဖျားသခင်တက်တဲ့ထုံးနိုင်တဲ့ဆိုတော့ကျွန်တော်တို့ယုံကြည်ရအောင်အာမင်ဟာလေလုယာဝိညာဉ်တော်ဖြတ်ရလက်တော်ကိုကျိုးဆိုပါ၏ဝိညာဉ်တော်ဖြတ်ကိုကျိုးဆိုပါ၏ ကျွန်တော်တို့မနိုင်နိုင်တော့လူလောကနဲ့အိုလူရဲ့စိတ်ညစ်ဝင်နဲ့မခံနိုင်တော့ရများကိုကိုတတ်နိုင်ပါ၏အလုံးစုံကိုတတ်နိုင်တော့ဖယားအလုံးစုံကိုပြုပြင်နိုင်တော့ဖယားအိုစကလုံးများကိုပြုပြင်နိုင်တော့ဖယားကျွန်တော်တို့အနာဂတ်အလုံးကိုပြုပြင်နိုင်တော့ဖယားကိုဖြစ်ပါ၏အိုကိုမတတ်နိုင်တော့ဖယားရမပါရီကရှိယုံကြည်ခြင်းဖြစ်တဲ့ကိုရဲ့မျက်မှောက်တော်ကိုတွေ့ဝင်ပါယုံကြည်ခြင်းဖြစ်တဲ့ကိုရဲ့မျက်မှောက်တော်ထဲကိုတွေ့ဝင်ပါယုံကြည်ခြင်းဖြစ်တဲ့ကိုရဲ့မျက်မှောက်တော်ထဲကိုတွေ့ဝင်ပါယုံကြည်ခြင်းဖြစ်တဲ့ကိုရဲ့မျက်မှောက်တော်ကိုတွေ့ဝင်ပါကိုရစီရလာတော့တတမြတ်ကိုတတမြတ်စီရလာကြတာပဲပေးပါရာမမမမမမယာအိုကျွန်တော်တို့ချစ်ဆုံးတော်ရဲ့ကိုစီရကိုရဲ့တော်ကိုချာကျွန်တော်တို့ချစ်တဲ့ကိုရဲ့တန်တန်ချစ်ပြီးတော့ပါဟာလေလုယာတယောက်စီချင်းနဲ့အသက်တာကိုစကားပြောတော်မူပါကိုရောကိုတုံးတာပြီးတော့ရှိကိုထွေးပြီးတော့ကိုရောရှိရဲ့အနီးနာတို့လာရောက်တူးဝင်နေတော့တယောက်စီတဲ့အသက်တာအတန်တော်ကိုကြားနိုင်တော့အခွင့်ကိုပေးတော်မူပါကိုရောကိုချီးစိုးတဲ့နဲ့အိပ်ပျော်ပြီးတော့တည်နိုးတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဆုတောင်းတန်ကိုနားညောင်းပြီးတော့အတန်တော်ကိုကြားတော့အခွင့်ကိုပေးတော်မူပါကျွန်တော်ယုံကြည်ပါ၏ကိုရောအတန်တော်ထက်ကျွန်တော်တို့အတွင်းဘိုးရည်ကြီးတဲ့အရာတစ်ခုမှမရှိဘူးဆိုတာကိုရောဝန်ခံပါ၏တယောက်စီချင်းရဲ့နာမများကိုယေရှုနာမ၌ကောင်းချီးပေးပါ၏အတန်တော်ကိုကြားနိုင်တော့နာမများကိုပေးတော်မူပါပါစတာအီယန်မာဖီဟောတော်ရဲ့နှုတ်ကပတ်တော်တရားတိုင်းအတန်တော်ကိုရှင်းရှင်းလင်းလင်းကြားနိုင်ဖို့ရအတွက်ကိုရောရှိရဲ့ရှိမမငင်ဝတ်စွန်နေနိုင်တော့ဖွင့်ကိုပေးတော်မူပါအမတမဘီစီတဲ့ဒီလောကမှာအတန်အမျိုးမျိုး
နေ့ရှင်နေ့တိုင်းကျွန်တော်ကြားနေရတာဖြစ်တယ်ကိုရောရှင်ရတန်တော်ကသာကျွန်တော်ရဲ့တက်တာတစ်ခုချင်းစီတိုင်းကိုပြောင်းလဲစီနိုင်တာဖြစ်တယ်အဲ့ဒီအတန်တော်ကိုကြားနိုင်တော့ဘက်ကိုပြီးတော်မူတာပြီးတော်မူပါဂျေဇုတော်ပေါင်းကိုရည်တွက်ချီးမွမ်းရင်ကယ်ရင်ပိုင်စင်ခရစ်တော်နာမကိုမြည်ပြ၍ဆုတောင်းစက္ကပ်အနံပိုင်မြတ်စွာဘုရားသခင်အာမင်အာမင် Thank you ရရှိကောင်းချီးပါစေ